အားလုံးပဲမင်္ဂလာပါ Story World Channel လေးကနေကြိုဆိုလိုက်ပါတယ်။တမယတာရုပ်ပြကတွန်းလေးတွေကိုတင်ဆက်ပေးနေတဲ့ channel ဖြစ်လို့ subscribe လေးလုပ်ပေးခဲ့ဖို့တောင်းဆိုပါရစေရှင်။ကလေးတို့ရေဒီတစ်ခါတင်ဆက်ပေးမှာကတော့ကတွန်းဇော်ဝိုင်းရဲ့အနန္တောအနန္တ၅ပါးဆိုတဲ့ဇာတ်လမ်းလေးတွေကိုတင်ဆက်ပေးမယ်နော်။ဗုဒ္ဓအကုဏောအနန္တောဗုဒ္ဓဂုံကျေးဇူးဗုဒ္ဓလက်ထက်သောအခါကရွှေပရိန်သေးကြီးတအူးရှိတယ်။အဲ့ဒီပရိန်သေးကြီးမှာအလွန်ချစ်စပွဲကောင်းတဲ့တားတယောက်ရှိတယ်။ဖေဖေတာဘိုက်စားပြီ။ငါသားလေးဘိုက်စားရင်စားရမှာပေါ့ကွယ်။ငါသားစားချင်တာမှန်သမျှအကုန်ဝယ်ကျွေးမယ်ဗျာ။ဒီလိုနဲ့ထိုသားငယ်လေးဟာအရွယ်ရောက်လာခဲ့တာပေါ့။အော်လောကကြီးကတဲလဲညင်းငွေစရာကောင်းပါလားနော်။အိတ်လိုက်စားလိုက်တနေ့ကုန်ပြန်လိုက်နဲ့ဘာမှလည်းအနှစ်သာရမရှိ။ဒီလိုညင်းငွေစရာဘဝတွေကလွတ်မြောက်ချင်လိုက်တာ။ဟောကြည်စမ်းဟိုမှာယဟန်တော်တွေသူတို့လိုယဟန်ဘဝကမှတကယ်အေးချမ်းတာသူတို့မှာဘာတန်ရောစင်အနှောင်ဖွဲမှမရှိကြဘူးငါလဲသူတို့လိုဘဝမျိုးကိုလိုချင်လိုက်ပါပြီနော်အဖေသာသနာဝန်ထမ်းယဟန်အဖြစ်နဲ့သာသနာပေါင်းဝင်ချင်ပါတယ်အင်းကွယ်ငါသားလေးနဲ့ခွဲရမှာမို့ဝမ်းနေမိတာမှန်ပေမဲ့မြင့်မြတ်တဲ့ယဟန်ဘဝကိုခံယူရမှာမို့အဖေဝမ်းသာပါတယ်သားလေးရဲ့ဆန္ဒကိုအဖေလိုက်ရောခွင့်ပြုပါတယ်ကွယ်ဟာဝမ်းသာလိုက်တာအဖေဟာမိဘခွင့်ပြုချက်ရသဖြင့်ရွှေပရိန်သေးသားလဲရှင်သာရိပုတ္တရာထံမှာယဟန်ဝတ်တာပေါ့ငါလဲခုမှပဲမြင့်မြတ်တဲ့ယဟန်တကာဖြစ်ရတော့တယ်ငါသားကြောင့်ဂုံတက်ရပြီပေါ့ကဲငါရှင်ယဟန်ဖြစ်လာပြီဆိုတော့ယဟန်အလုပ်ကိုလုပ်ရလိမ့်မယ်ကွတင်မဖေဟာတပည့်တော်ဘာလုပ်ရပါမလဲဖေဟာယဟန်ဝတ်လာကလေးကနိဗ္ဗာန်ကိုရည်စူးပြီးဝတ်လာတာဆိုတော့နိဗ္ဗာန်ရောက်ကြောင်းအလုပ်ကိုလုပ်ရမှာပေါ့ကွယ်တပည့်တော်ကြိုးစားပါမယ်ဖေဟာဒီယဟန်လေးကတိတ်ကိုပြုံမြင့်နှုတ်နေသေးတယ်ငယ်ရွယ်သေးတယ်ဒီလိုငယ်ရွယ်တဲ့သူတွေမှာကာမဂုဏ်တရားအပေါ်တတ်မှတ်တဲ့စိတ်ရှိနိုင်သေးတယ်ဒါကြောင့်သူ့ကိုကာမဂုဏ်တရားတွေပဲပြောက်ပေးနိုင်မယ်ကမ္မထမ်းပေးရမယ်ရှင်သာရိပုတ္တရာကိုရမြတ်ကြီးကထိုယဟန်ပြိုလေးကိုအာတုဘကမ္မထမ်းကိုပေးတယ်အာတုဘဆိုတာမတင့်သေးတဲ့သဘောဟောဒီခန္ဓာကိုယ်အပေါ်မှာတတ်မှတ်စရာဆိုလို့ဘာမှမရှိကျင်ကြီးကျင်ငယ်တလိပ်သွေးနှံ့ပြီးဒီလိုအညစ်အကြေးတွေစုပေါင်းဖွဲ့စည်းထားတာပါဒီသဘောတွေကိုငါတပည့်နှလုံးသွင်းပြီးကမ္မထမ်းကိုစီးဖြန့်ကွယဟန်ပြိုလဲဆရာပေးတဲ့နည်းတိုင်းလိုက်နာကျင့်သုံးတယ်သို့တော့ငယ်ရသူဖြစ်ခြင်းကြောင့်အတုပကမ္မထမ်းကိုစီးဖြန့်၍မရနှစ်သက်တတ်မှတ်ဖွယ်အာယုံများသာထင်လာတယ်ဒီနည်းကငါ့အတွက်အဆင်မပြေပါလားနော်ငါသဘောပေါက်ပြီငါဒီလိုဖြစ်နေတာလူတွေတိတ်များတဲ့မြို့ပေါ်မှာတရားကျင့်နေလို့လူတွေမရှိတဲ့တိတ်ဆိတ်တဲ့တောရက်မှာနေပြီးကျင့်မယ်ဆိုရင်ငါစိတ်တွေတည်ငြိမ်လာမှာပဲဒါကြောင့်ငါတောရက်ကိုသွားမယ်ရှင်သာရိပုတ္တရာကိုရမြတ်ကြီးကလည်းယဟန်ပြူရဲ့အလိုဆန္ဒအတိုင်းတောရက်ကိုသွားရန်ခွင့်ပြုတော်မူတယ်တို့ဖြစ်၍ယဟန်ပြူလည်းမြို့ရက်ကိုစွန့်ခွာ၍တောရက်ကိုတပားနဲ့ဝင်လာလေတယ်ငါလုပ်ကိုငါအကောင်းဆုံးကြိုးစားမယ်ငါပန်းနိုင်ရောက်စီရမယ်တဲ့လေအေဂျင့်နဲ့တောရက်ပါလားကြည်စမ်းဟိုမှာတို့တောထဲကိုလူစိမ်းတယောက်ရောက်လာပြီယဟန်ပြူလည်းထိုရက်မှာပဲအာတုဘကမ္မထံကိုစူးစမ်း၍စီးဖြန်းလေတယ်။သို့တော့စူးစမ်း၍မရ။အော်ခက်လာတယ်။ငါမှဒီအာယုန်တွေကကိုမကြော်လွားနိုင်သေးပါလား။တင့်တယ်တဲ့သဘောနှစ်သက်ဖွယ်သဘောတွေပဲမြင်နေရတယ်။ဝါရင်း3လလုံးစူးစမ်းပါတော့လေအချီးနီးတာဖြစ်ရလေတယ်။ဝါကျွတ်တော့အခါဆရာထံပြန်လာခဲ့တာပေါ့။ငါကိစ္စမအောင်မြင်တာရှက်စရာကြီးပါလားနော်။တပည့်တော်စူးစမ်းပေမဲ့လေခရီးမပေါက်လို့လှည့်ပြန်လာခဲ့တာပါဖေဟာ။3လလုံးကြိုးစားတာတောင်စိတ်ရဲ့တည်ငြိမ်မှုလေးတောင်မရခဲ့ပါဘူးဖေဟာငါရှင်ရဲ့ကြိုးစားမှုအားနေသေးလို့ထင်ပါရဲ့ကွယ်တပည့်တော်အားမလျှော့ပဲဆက်လက်ပြီးတော့လေကြိုးစားကြမှာသေးတယ်ဖေဟာရှင်သာရိပုတ္တရာကိုရမြတ်ကြီးကလည်းထိုကမ္မထမ်းကိုပဲစနစ်တကျပြန်လဲသင်ကြားပေးလိုက်တယ်တေချာမှန်ကွယဟန်ပြိုလဲထိုကမ္မထမ်းကိုပဲယူ၍တောရက်ကိုသာပြန်ဝင်လာခဲ့တယ်တခါလဲကြုံနဲ့ပြန်မထတာလူညက်တစ်ချိန်ကြိုးစားလို့မှမရရင်2ချိန်ကြိုးစားရမှာပေါ့ငါလူချင်းနဲ့ပန်းနိုင်မရောက်သေးသမျှငါအားမလျှော့ဘူးဒုတိယအကြိမ်စူးစမ်းတော့လဲမအောင်မြင်ဒီကာမဂုဏ်အာယုန်တွေပဲငါစိတ်ထဲမှာအမြဲထင်ဟပ်နေပါလားနော်မတင်သေးတဲ့သဘောကျင်ကြီးကျင်ငယ်အညစ်အကြေးများရဲ့အစုအဝေးဆိုတဲ့သဘောကိုရှုမှတ်လို့မရပါလားဒုတိယအကြိမ်လဲမအောင်မြင်သဖြင့်ဆရာထံသာပြန်လာခဲ့ရတယ်ငါဆရာတော့ငါ့အပေါ်မှာစိတ်ပြတ်သွားမလားမသိကိုယ်စိတ်ကိုနိုင်အောင်မထိန်နိုင်တာရှက်စရာကောင်းလိုက်တာငါကိုကညံ့တာကိုရှင်သာရိပုတ္တရာကိုရမြတ်ကြီးကလည်းထိုကမ္မထမ်းကိုပင်ထပ်မံတင်ကြားပေးပြန်တယ်ဒီတစ်ခါမှလဲ
သတိကပ်ပြီးသားစူးစားပါကွယ်ဒီတစ်ချိန်တော့အဆင်ပြေမယ်ထင်ပါရဲ့တတိယအကြိမ်တိုးတဲ့သူဝင်လာခဲ့ပြန်တယ်အစင်မပြေသဖြင့်ပြန်လာခဲ့ရပြန်တယ်သုံးချိန်သုံးခါစူးစားရအောင်အစင်မပြေဘူးဆိုရင်တခုခုတော့လွဲနေပြီဒီရဟန်းပြုံမှာစူးစားခြင်းနဲ့စိတ်လည်းရှိတယ်တကယ်လည်းစူးစားခဲ့ပါတယ်ဒါတောင်ခရီးမပေါက်ဘူးဆိုတော့ငါကမ္မထမ်းပေးတာနီးလန်းများမှားနေလို့များလားဒီရဟန်းပြုတ်ကိုငါချွတ်လို့တော့ကြွမှာမဟုတ်ဖះရှင်ကိုရောမြတ်ကြီးနဲ့မှတင့်တော်မှာရှင်သာရိပုတ္တရာကိုရောမြတ်ကြီးကရဟန်းပြုတ်ကိုခေါ်၍ဖះရှင်ထံ၌ဝင်ရောက်ဖူးမြော်လေတယ်ဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရားဤရဟန်းပြုတ်ကိုတပည့်တော်ကိုယ်တိုင်အာတုဘကမ္မထံပေးခဲ့ပါတယ်သူလည်းအပြင်းထန်ကြိုးစားပေမဲ့အစင်မပြေခဲ့ပါဖះထိုအခါဖះရှင်ကရဟန်းပြုရဲ့အကြောင်းကိုဉာဏ်တော်ဖြင့်ဆင်ခြင်ကြည့်တော်မူတယ်။အော်ဒီရဟန်းပြုကရွှေပရိန်သေးဘဝကနေရဟန်းပြုလာတာပါလား။ရှေးဘဝ900မှာလဲရွှေပရိန်သေးဘဝနဲ့အသက်မွေးခဲ့ဘူးတဲ့။ဒီရဟန်းပြုဟာညညမပြတ်မဟာလီကာပန်ဘရုံမကြပန်ရွှေနီနဲ့အမြဲခတ်ခဲ့ဘူးတဲ့။ဒါကြောင့်သူ့တန်တန်မှာဆက်ဆုပ်ရွံရှာပွဲအတုပကမ္မထမ်းနဲ့မသိသူ့ရဲ့ဇယိုက်တဘာဝကိုလိုက်ပြီးတင့်တယ်တဲ့ကမ္မထမ်းနဲ့မှတင့်တော်မှာချစ်သားတာရိပုတ္တရာလေးလတိုင်တိုင်အတုပကမ္မထမ်းရှုပြီးဘာမှဖြစ်မလာတဲ့ဒီယဟန်ပြိုကိုဒီနေ့စွန်းစားအပြီးညနေချမ်းအချိန်ခါမှာအရဟတပူစိုက်တာကိုတင်မြင်ရပါလိမ့်မယ်မြတ်စွာဘုရားရှင်ကလှဲဘိန်းပမာဏများရှိသောရွှေပရုံမှာကြာပန်းကိုတကူးဖြစ်ဖန်ဆင်းတော်မူတယ်အလိုကြည်စမ်းပါဦးကြီးလိုက်တဲ့ကြာပန်းဒီလောက်ကြီးတာကြီးခုမှပဲမြင်ဘူးတော့တယ်တင်တယ်လိုက်တာနော်ချစ်သားဟောရီဘရုံမှာရွှေကြာပန်းကိုယူကျောင်းရှိရတဲပုံပေါ်မှာထားနီမြန်းသောအဆင်းရှိတဲ့ရွှေကြာပန်းလို့အာယုံပြုတ်ပြီးကမ္မထန်တရားပွားများပြီတော့ရဟန်းပြူအဖို့တင့်တယ်သောရွှေကြာပန်းကိုမြင်ကားများဖြင့်ကြည်လင်သောစိတ်ရှိလာလေတယ်နီမြန်းသောအဆင်းရှိတဲ့ရွှေကြာပန်းအလွန်တင့်တယ်တဲ့ရွှေကြာပန်းငါစိတ်ကိုတည်ငြိမ်အေးမြစေတဲ့ရွှေကြာပန်းထိုပရုံမှာရွှေကြာပန်းကိုကြည့်၍ရှုမှတ်ပွားများရာတက္ကနအတွင်းမှာပဲနိဝရဏတရားတို့ကျင်းလာတယ်ပရမဇန်ကိုဖြစ်စေပြီးတဲ့နောက်ဆုံးစရုဒ္ဓဇန်အထိရောက်လာတယ်ဒီယဟန်ပြူဟာစရုဒ္ဓဇန်အထိတော့ရောက်ပြီသူ့ရဲ့ကြိုးစားအားထုတ်မှုတစ်ခုတည်းနဲ့အရဟတဘုကိုဆက်ရောက်နိုင်မှာမလားအော်သူ့ရဲ့ကြိုးစားမှုတစ်ခုတည်းနဲ့မတ်ဖို့မရနိုင်ပါလားငါဖေဟာကူညီမဖြစ်တော့မယ်ဘရုံမှာရွှေကြပန်းသည်ညှိုးနှမ်းပါစေတည်းမြတ်စွာဘုရားရှင်ရဲ့အဋိဌံကြောင့်ဘရုံမှာရွှေကြပန်းဟာညှိုးနှမ်းစွာပြူလာတယ်။အော်ကြည့်ပါအောင်တော့ခုနတုန်းကတင့်တယ်ပါတယ်ဆိုတဲ့ဘရုံမှာရွှေကြပန်းဟာခုတော့ညှိုးရော်၆တွေ့လာပြီ။နီမြန်းတဲ့အစင်းကနေမွဲ၆အစင်းဖြစ်လာပြီ။ဒါတွေဟာမမြဲခြင်းသဘောတွေပါလား။ဘရုံမှာရွှေကြပန်းအောင်ဇေယတရားနှိမ့်ဆက်သေးရင်လူခန္ဓာကိုယ်ဟာဆူဖွယ်ရမရှိတော့ဒီခန္ဓာကိုယ်မှာလဲအိုခြင်းနာခြင်းသိခြင်းတရားအမြဲနှိမ့်ဆက်လို့နေပါတယ်။ယဟန်ပြူဟာဘရုံမှာရွှေကြပန်းကိုကြည့်ရင်အနိစ္စသဘောကိုမြင်လာလေတယ်။ထိုအရက်နဲ့မနီးမဝေးနိုင်ကလေးငယ်တို့ဟာရေကန်ထဲကိုဆင်း၍စော့ကစားနေကြတယ်။ဟေ့ကောင်ချက်ကြီးအဲ့ဒီကြားကငါကြားကွ။မင်းကလည်းကွာကြားရီအများကြီးကိုစိတ်ကြိုက်ချိုးစမ်းပါ။ငါအမကြားပန်းတိတ်ကြိုက်တာသူ့အတွက်ချိုးသွားအောင်မယ်။အနံ့ကလည်းမှုေးမမွေးကြည်စမ်းပါအောင်။ကန်ထဲမှာရှိတဲ့ကြားတွေကလန်းဆန်းတင့်တယ်နေတယ်ဆိုပေမဲ့ကလေးတွေချိုးယူပြီးကုန်းပေါ်မှာပစ်ထားတဲ့ကြားတွေကတော့ညှိုးရော်၆တွေ့ကုန်ပြီလောကမှာဘယ်ရာမှတည်မြဲတယ်ဆိုတာမရှိပါလားနော်ယဟန်ပြူရဲ့တန်တန်မှာအနိစ္စလက္ခဏာဒုက္ခလက္ခဏာအနတ္တလက္ခဏာ၃ပါးလုံးမြင်လေပြီထိုအကြောင်းကိုမြတ်စွာဘုရားရှင်ကသိတော်မူလေတယ်သူ့ကိုငါအားပေးချီးမြှင့်အောင်မဘုရားရှင်ကကျောင်းတော်အတွင်းမှနေ၍ရောင်ကြီးတော်ကိုလွတ်ကာယဟန်ပြူအားတရားဟောတော်မူတယ်အလိုဒါဖះရှင်ရဲ့ရောင်ကြီးတော်တွေပါလားဖះရှင်ကိုရှေ့မောက်မှာဖူးတွေ့ရသလိုလက်အုပ်ချပြီးပူဇော်မှချစ်သားတစောင်းမုံလာအခါသမယမှာကုမုဒရာကြကိုလက်ဖြင့်ဖြတ်တကဲ့သို့မိမိရဲ့တဏှာကိုလည်းအရဟတမတ်ဖြင့်ဖြတ်လော့မြတ်စွာဘုရားရှင်ရဲ့တည်တနာတော်အဆုံးမှာပဲအဲ့ဒီယဟန်ပြိုလဲမြင့်မြတ်တဲ့နိဗ္ဗာန်စခန်းကိုမျက်မှောက်ပြုနိုင်ခဲ့လေပြီသည်ဗုဒ္ဓဘုရားရှင်ရဲ့ကျေးဇူးတော်ကြောင့်ယဟန်ပြိုလေးရဲ့ဘဝငြိမ်းချမ်းခဲ့ရလေပြီဖះရှင်ဟာ45ဝါတို့ကာလပတ်လုံးဒေသစာရီကြွချီတော်မူပြီးလူနတ်ပြမတတဝါတို့အားတရားရည်အေးအမြိုက်စည်းကိုတိုက်ကြွေးတော်မူလေတယ်
ဖျားရှင်ရဲ့တရားစကားကိုနာကြားပြီးမှချမ်းသာဒုက္ခရရှိသွားသောတတ္တဝါတို့မှာရေတွက်ရပင်မကုန်နိုင်တို့ဖြစ်၍ဗုဒ္ဓဖျားရှင်ရဲ့ဂုဏ်ကျေးဇူးတို့မှာစာဖွဲ့၍မကုန်နိုင်လောက်အောင်ပင်ကြီးမားလာပါပေတည်းဓမ္မကုနောအနန္တောဒေဝဓမ္မရှေးလွန်လေပြီးသောအခါကဘာယနတိမင်းကြီးရဲ့မိဖုရားကောင်ကြီးမှာဖျားလောင်းသားတော်တစ်ပါးဖွားမြင်လာလေတယ်ထိုမင်းသားလေးရဲ့အမိဟာမဟိန်တဖြစ်တယ်ငါရဲ့ထီးညွန့်နန်းလျာတားရတနာလေးပေါ့ချစ်လို့မဝနိုင်အောင်ပါပဲလားကွယ်မင်းကြီးကလည်းသားတော်ကိုလွန်စွာချစ်မြတ်နိုးတော်မူတယ်များမကြမီမှာပဲဒုတိယသားတော်ကိုလည်းထပ်မံမွေးဖွားပြန်တယ်ဒုတိယသားတော်လေးမှာစန္ဒမင်းသားဖြစ်တယ်ထိုညီနောင်နှစ်ပါးတို့ကအတူတကွချစ်ချစ်ခင်ခင်နေထိုင်လာခဲ့ကြတာပေါ့ဟဲ့မြင်ပြေးပါတော့လားဟဲ့တစ်ကလို့နှစ်အနှဲငယ်ကြာတဲ့အခါမိဖုရားကောင်ကြီးကွယ်လွန်သွားရှာတယ်ဖြစ်မှဖြစ်ရလေကွယ်မိဖုရားကောင်ကြီးမရှိတော့တဲ့အတွက်နောက်ထပ်အမျိုးသမီးတစ်ယောက်ကိုမိဖုရားကောင်ကြီးမြောက်လိုက်တယ်တို့ဘရင်ကြီးကတော့ကောင်းစားပြီးရင်ကောင်းစားပေါ့ဟေဟေထိုမိဖုရားမှာလဲသားတော်တစ်ပါးဖွားမြင်ရာသူရိယမင်းသားလို့အမိတွင်လာလေတယ်ဒါငါတို့ရဲ့ညီတော်လေးပေါ့ညီတော်လေးကချစ်စရာလေးနော်ကဲသားတော်လေးမွေးဖွားပေးတဲ့အတွက်မိဖုရားကြီးကိုစုတစုပေးမယ်မိဖုရားကြီးအလိုရှိရာစုတစုကိုတောင်းစီလောလောဆယ်မှာတော့ကျွန်တော်မျိုးမဘာစုကိုမှအလိုမရှိသေးပါနောက်အလိုရှိတဲ့အခါမှတောင်းပါမယ်ဖေဟာအိတ်ကွယ်ကောင်းပြီထိုညီနောင်မင်းသားသုံးပါးတို့ကအတူတကွချစ်ချစ်ခင်ခင်နေထိုင်ကြရင်အရွယ်ရောက်လာကြတယ်တို့ညီနောင်သုံးပါးဘလို့အခက်ခဲမျိုးပဲပေါ်စိတ်ဝမ်းမကွဲကြပဲအတူတကွလက်တွဲဖြည့်ရှင်းသွားကြမယ်တင့်မြတ်လာပါတယ်နောင်နော်ဒီလိုနေမယ်လို့လဲဂရိတစ္ဆာပြုပါတယ်တကယ်တမ်းတွေးကြည့်တော့ငါသားတော်လေးသူရိယရဲ့အနာဂတ်ကမရေရာလာဘူးပြီးတော့နောင်တော်မင်းသားနှစ်ပါးနဲ့ကဖေးသူမအေးကွဲတွေထီးမွေနှမ်းမွေကိုဆက်ခံရမယ်သူကနောင်တော်ကြီးမဟိန်တဖြစ်ဖို့များနေပြီဒါကြောင့်ငါသားတော်လေးသူရိယရဲ့အခွင့်အရေးကိုငါကိုယ်တိုင်မင်းကြီးထံမှာတောင်းဆိုရမယ်သားတော်လေးသူရိယကိုဝေဖွားစဉ်တုန်းကအရှင်မင်းကြီးပြောခဲ့တဲ့စကားကိုမှတ်မိသေးလားဖေဟာဘာများပါလိမ့်ကွယ်သားလေးကိုမွေးဖွားပေးတဲ့အတွက်ကျွန်တော်မျိုးမအလိုရှိရာစုကိုတောင်းစီဆိုတာလေငါကိုတော့မှတ်မိတာပေါ့ကွယ်ဘယ်မေ့ပါမလဲအခုကျွန်တော်မျိုးမအလိုရှိရာစုကိုတောင်းဖို့ရာအချိန်ခါကြာရောက်လာပါပြီဖေဟာတောင်းစီမိဖုရားကြီးကျွန်တော်မျိုးမတောင်းဆိုလိုတာကတော့အခြားမဟုတ်ပါသူရိယမင်းသားလေးအရွယ်ရောက်လာတဲ့အခါထီးမွေနှမ်းမွေကိုဆက်ခံစီလိုပါတယ်ဖေဟာဟင်ဒါတော့ဖြစ်နိုင်မယ်မထင်ဘူးကွယ်ထုံနှန်းစင်လာရသားတော်ကြီးမဟိန်တကိုရာထီးမွေလွှဲပေးရမှာပါအရှင်မင်းကြီးဂရိဖြတ်မလို့လားဖေဟာမင်းမတစ္ဆာလူမဂရိတဲ့ဒါကြောင့်အရှင်မင်းကြီးရဲ့ဂရိတစ္ဆာကိုဖြတ်တော်မမူပါနဲ့ဖေဟာအေးကွယ်ဒီလိုဆိုရင်ဖြင့်ဒီကိစ္စအတွက်ငါကိုတော့အချိန်ယူပြီးစဉ်းစားပြရစီအောင်သူရိယမင်းသားလေးအတွက်အကောင်းဆုံးဖြစ်အောင်စဉ်းစားပေးပါမယ်ကွယ်ဒီတိုင်းဒါဆိုငါသားတော်ကြီးနှစ်ယောက်အတွက်စိတ်မအေးရတော့ဘူးမိဖုရားကောင်ကြီးကငါသားတော်နှစ်ယောက်ကိုအချိန်မရွေးဒုက္ခပေးနိုင်တယ်နောက်ဆုံးအသက်အန္တရာယ်အထိဒုက္ခမပေးနိုင်ဘူးလို့ဘယ်သူပြောနိုင်မှာလဲဒါကြောင့်ငါသားတော်နှစ်ယောက်ရဲ့လုံခြုံရေးအတွက်ငါကိုယ်တိုင်ကြိုတင်ပြင်ဆင်ထားမှာမင်းကြီးကသားတော်ကြီးနှစ်ယောက်ကိုခေါ်၍တိုင်ပင်လေတယ်ငါသားတော်တို့ပြေးကြဒီနန်းတွင်မှာမနေကြနဲ့တောရက်မှာပဲဇက်မြုပ်ပြီးနေထိုင်ကြငါနဲ့ရွာဆန်ပြီဆိုမှနန်းတွင်ကိုပြန်လာပြီးထီးနန်းကိုစိုးစံကြဒီလိုပြောတာဟာသားတော်တို့ကိုမချစ်လို့ပြောတာမဟုတ်ချစ်လို့ပြောတယ်မှတ်ကြပါကွယ်မိဖုရားကောင်ကြီးရဲ့ရန်ကိုလည်းအထူးသတိထားကြအောင်ထို့သို့သောအခြေအနေများကြောင့်ညီနောင်မင်းသားနှစ်ပါးတို့ဟာဖခင်ဘုရင်ကြီးကိုရှင်ခိုးပြီးနန်းတော်မှထွက်ခွာလာခဲ့ကြတယ်သားတော်တို့တိတ်တဆိတ်ထွက်သွားပါမယ်ဖခမဲတော်ငါသားတော်များဘေးရန်ကင်းရှင်းကြပါစေကွယ်နန်းတော်မှအထွက်တကဝမှာညီတော်သူရိယမင်းသားနဲ့ဆုံလေတယ်နောင်တော်တို့ဒါဘဲသွားကြမလို့လဲအထုပ်ပိုးတွေနဲ့ပါလားနောင်တော်ကြီးမဟိန်သားကအကျိုးအကြောင်းရှင်းပြတယ်တို့ညီနောင်နဲ့ရောက်တိုးထဲမှာသွားနေမလို့ပါအိုဗျာဒီလိုဆိုကျွန်တော်လေးလိုက်မယ်နောင်တော်တို့နဲ့ခွဲပြီးမနေနိုင်ပါဘူးမလိုက်ခဲ့ပါနဲ့ညီတော်နန်းတွင်းမှာပဲအေးအေးဆေးဆေးနေခဲ့ပါတောရက်ဆိုတာကအလွန်ဆင်းရဲပင်ပန်းလာပါတယ်ဘာပဲဖြစ်ဖြစ်ဗျာဆင်းရဲတဲ့တန်ကိုကျွန်တော်ခံနိုင်ပါတယ်နောင်တော်တို့နဲ့ခွဲရမယ့်တန်ကိုတော့မခံနိုင်ပါဘူးပြောလို့လည်းမရပါလားမတက်တာတဲ့အစုံနောင်တော်တို့ကလည်းညီတော်သူရိယကိုခေါ်၍ထွက်လာခဲ့ကြတယ်တောထဲသို့ရောက်ရှိခဲ့ကြလေပြီ
မင်းသားတို့လည်းထို့တော်ထဲမှာပဲချက်ပြုတ်စားတောက်ရင်းနေလာခဲ့ရတယ်။ပင်မနေပြီလားညီတော်တို့နန်းတွင်းမှာလို့တော့စိတ်မကြနိုင်ဘူးပေါ့ကွယ်။ငါတို့အတွက်တောက်ရည်သုံးရည်ကလည်းလိုသေးတယ်။ဟောဟိုတောင်ကြားထဲမှာရေကန်တစ်ခုရှိတယ်။အဲ့ဒီရေကန်ကိုသွားပြီးရေခတ်ပေးပါလားညီတော်သူတွေကကြာဖက်နဲ့ထုတ်ပြီးတဲ့လာခဲ့။ဟုတ်ကဲ့နောင်နော်အခုပဲသွားခတ်ပါမယ်။ထိုရက်ဒေတာ၌ကြာမျိုး၅ပါးနဲ့ပြည်စုံသောရေအိုင်ကြီးတအိုင်လည်းရှိတယ်။သို့တော့အဲ့ဒီရေအိုင်ကိုရေဆောင်ဘလူးတကောင်ပိုင်ဆိုင်လေတယ်။ဒီအိုင်ကငါအိုင်နဲ့ဆင်းလာတဲ့တတဝါမှန်သမျှငါစားခွင့်ရှိတယ်။တတဝါတွေကိုအယိုးပါမကြံကျွဝါစားလာခဲ့တာနှစ်အတော်ကြာခဲ့ပြီ။ထိုရေအိုင်ကိုဝေတဝန်းနှမင်းကြီးကရေဆောင်ဘလူးအားအပိုင်စားပေးထားခြင်းဖြစ်တယ်။ကန်နဲ့ဆင်းလာတဲ့တတဝါတွေကိုတင်စားခွင့်ရှိတယ်။ဒါပေမဲ့ကန်နဲ့မစင်းတဲ့တတဝါကိုစားခွင့်မရှိဘူး။ကန်နဲ့ဆင်းတဲ့တတဝါအလုံးကိုလည်းတင်စားခွင့်မရှိဒေဝဓမ္မအကြောင်းကိုတင်မေးရပါလိမ့်မယ်။ဖြေနိုင်သူကိုမစားရမဖြေနိုင်သူကိုသာတင်စားရပါလိမ့်မယ်ရေဆောင်ဘလူးကြီးမှန်လားပါငါကန်နဲ့ဆင်းတဲ့တတဝါတွေအလွန်ကိုများပြားခဲ့ပါပြီ။ဆင်းတဲ့လူတိုင်းကိုလည်းဒေဝဓမ္မအကြောင်းမေးပေမဲ့ဒီနေ့အထိဘသူမှမဖြေနိုင်ကြသေးဘူး။မဖြေနိုင်တဲ့သူတိုင်းကိုလည်းငါစားခဲ့တယ်။တခါတလေတော့လေငါမစားရရင်နေပါစေဒေဝဓမ္မအကြောင်းဖြေနိုင်မဲ့သူကိုတွေ့ကျင်လိုက်တာ။ဘာကြောင့်လဲဆိုတော့ဒေဝဓမ္မကဘာလဲဆိုတာငါလည်းသိကျင်နေတာကိုဝေတဝင်းနှမင်းကြီးကလည်းဒေဝဓမ္မကဘာလဲဆိုတာငါ့ကိုပြောပြမသွားခဲ့ဘူး။တနေ့မှာတော့တွေ့ကျင်နေတဲ့ဒေဝဓမ္မအကြောင်းပြောပြနိုင်သူကိုတွေ့ရမှာပေါ့လေ။စိတ်ရှိနဲ့စောင့်ရမှာပေါ့။ညီတော်ငယ်သူရိယလည်းထိုအကြောင်းကိုမသိသဖြင့်ရေအိုင်ကြီးအနာကိုကတ်လာလေတယ်။ကြည်စမ်းမအောင်ကြာရိုးကြာဆွဲတွေနဲ့တိတ်ကိုလှပတဲ့ရေအိုင်ကြီးရေတွေကလည်းကြည်စိမ့်လို့ကြာဖက်နဲ့ထုတ်ပြီးရေတွေကိုတဲ့မယ်ထိုခိုက်မှာပဲမင်းကိုငါစားမယ်ကွာအမလီဘလူးကြီးကျုပ်ကိုမစားပါနဲ့ဘလူးရဲ့အသက်ကိုချမ်းသာပေးတော်မူပါအေးငါမေးတာဖြေနိုင်ရင်တော့မင်းကိုမစားဘူးမေးပါခမညာကျုပ်စူးစမ်းပြီးဖြေပါမယ်ဒေဝဓမ္မဆိုတာဘာလဲဖြေစမ်းဩသိပြီခမညာကျုပ်သိပြီဒေဝဓမ္မဆိုတာနေနဲ့လသိစမ်းမသိပဲရမ်းတုံနေတယ်မသိတဲ့အတွက်မင်းကိုငါဖမ်းလိုက်ပြီရေဆောင်ဘလူးကြီးကသူရိယာမင်းသားလေးကိုဖမ်းပြီးဗိမ္မာန်တဲ၌လှောင်ပိတ်ထားလိုက်လေတယ်ဟေးငိမ့်နေစမ်းငါဘွားတော့သွားပါပြီညီတော်သူရိယာကလည်းကြားလိုက်တာဘာဖြစ်နေရလဲမသိဘူးလိုက်သွားစမ်းစန္ဒဟုတ်ကဲ့နောင်နော်ညီတော်သူရိယာဘာလုပ်နေလဲမသိဘူးရေမခတ်ပဲဘယ်ရီများသွားနေပါလဲသူမခတ်တော့လဲငါခတ်တာပေါ့ညီတော်ဆန္ဒလည်းအကြောင်းမသိတဲ့အတွက်ကန်ထဲကိုဆင်းလာလေတယ်မင်းလည်းငါလက်ကပြေးမလွတ်ပါဘူးကွာဟောငါမေးတဲ့မိကုံကိုဖြေနိုင်ရင်မင်းကိုငါမစားဘူးမဖြေနိုင်ရင်တော့ကျွဝါစားပြမယ်ဘာမေးမလို့လဲမြန်မေးစမ်းပါခမားကြည့်ရတဲ့ကြောက်လွန်းလို့ပါလန့်ပြီးသေနိုင်လောက်ပါပြီရဲ့ဒေဝဓမ္မဆိုတာဘာလဲပြောစမ်းသိတာပေါ့ဗျာဒေဝဓမ္မဆိုတာအရက်လေးမျက်နှာပေါ့တိတ်မင်းလည်းမဖြေနိုင်ဘူးဒါကြောင့်မင်းကိုငါဖမ်းလိုက်ပြီလာစမ်းရေဆောင်ဘလူးကစန္ဒမင်းသားကိုဖမ်းပြီးဗိမ္မာန်နဲ့လှောင်ပိတ်ထားပြန်တယ်ဟင်းညီတော်အိုးနောင်နော်ကျွန်တော်လည်းရေဆောင်ဘလူးရဖမ်းထားလို့ဒီထဲရောက်နေတာပါဒီတိုင်းဒါဆိုကျွန်တော်တို့နှစ်ယောက်ဘလူးအစားခံရတော့မယ်ထင်ပါရဲ့ဗျာငါညီတော်နှစ်ယောက်လုံးပြန်မရောက်ကြသေးပါလားကြာလိုက်တာဘာများဖြစ်နေကြပါလဲငါကိုယ်တိုင်လိုက်သွားမှမဟိန်တာမင်းသားလည်းသတိကြီးစွာထား၍ရေကန်နာကိုချင်းကပ်လာလေတယ်ကြည်စမ်းကန်နဲ့ဆင်းသွားတဲ့ခြေရတာတွေ့တယ်ပြန်တက်လာတဲ့ခြေရကိုမတွေ့ဘူးဒါမယိုးသားဧကန်နာငါညီတော်နှစ်ယောက်ကိုရေကန်ဆောင်ဘလူးဖမ်းသွားတာပဲဖြစ်ရမယ်မဟိန်တာကရေကန်အတွင်းသို့မစင်ပဲအခြေအနေကိုလေ့လာသုံးသပ်နေတယ်ငါညီတော်တွေကိုပြန်ကယ်ရမယ်သူကလည်းကန်ထဲကိုဆင်းမဲ့ဟာဆင်းတာမဟုတ်ဘူးရစ်တီနဲ့ငါကလည်းငါကန်နဲ့ဆင်းတဲ့သူကိုမှဖမ်းခွင့်ရှိတာဒါကြောင့်သူ့ကန်နဲ့မဆင်းအောင်မျိုးဆွဲဖျားရောက်ရမယ်ဘလူးကြီးကလူလင်အသွင်ဖန်ဆင်းပြီးမှမဟိန်တာအနာကိုချင်းကပ်လာလေတယ်ဒီပုံစံနဲ့ဆိုတော့ငါ့ကိုဘလူးမသိတော့ဘူးပေါ့အိုးမိတ်ဆွေကန်နဲ့ဆင်းပြီးရေတောက်ပါတော့လားရေချိုးပါတော့လားကြာရွယ်ကြားဆွဲတွေကိုချိုးယူစားသုံးပါတော့လားဗျာကျုပ်လည်းခီးသွားတယောက်ပါပဲဒီနေရာလေးကတိတ်လှလုံးတာမို့ရှေ့ကိုခီးမဆက်ပဲဒီမှာနေတာ3-4ရက်ရှိပါပြီမိတ်ဆွေနဲ့တွေ့ရတာဝမ်းသာလိုက်တာဗျာအလိန်ညာစကားတွေနဲ့ကျုပ်ကိုလှည့်ဖျားဖို့မကြိုးစားပါနဲ့ခမည်းဟာရေးဆောင်ဘလူးမဟုတ်လားဟင်ခမည်းဘလို့သိရလဲ
ခမရဲ့အမူအရာအတွင်ပြင်ကိုကြည့်ုံနဲ့သိနိုင်ပါတယ်ဟုတ်ပါတယ်ကျုပ်ရေးဆောင်ဘလူးပါပြီးတော့ကျုပ်ရဲ့ညီတော်နှစ်ယောက်ကိုလည်းဖမ်းထားသေးရဲ့မဟုတ်လားဒါလည်းမှန်ပါတယ်ဒါဖြင့်ကျုပ်ညီတော်နှစ်ယောက်ကိုခုချက်ချင်းပြန်လွတ်ပေးပါငါမလွတ်ပေးနိုင်ဒေဝဓမ္မအကြောင်းဖြေဆိုနိုင်သူကိုသာငါလွတ်ပေးပါတယ်ကောင်းပြီဒါဖြင့်ခမသိသိကျင်နေတဲ့ဒေဝဓမ္မအကြောင်းကိုကျုပ်ဟောပြနိုင်ပါတယ်ဟင်တကယ်ပဲသိသလားတကယ်သိပါတယ်ဒါဖြင့်ကျုပ်ကိုဒေဝဓမ္မအကြောင်းဟောပါတော့ဒီတိုင်းဟောလို့တော့မဖြစ်သေးပါဘူးတရားတော်ကိုယူတည်သောအဖြစ်ကျုပ်ရဲ့ခန္ဓာကိုယ်ကိုစေးကြောတန့်စင်ရပါအောင်မယ်ရေချိုးပြီးအမွှေးနှံသာလိမ့်ကြံပြီးမှပလင်ထက်မှာဟောကြားပါမယ်ခမကပလင်အောက်ကလက်အုပ်ချပြီးတရားတော်ကိုယူတည်စွာနာကြားရပါလိမ့်မယ်ကောင်းပါပြီဒေဝဓမ္မအကြောင်းသာနာကြားခွင့်ရမယ်ဆိုရင်ကျုပ်ဘက်ကဘာမဆိုလုပ်ပေးနိုင်ပါတယ်မဟိန်တလည်းခန္ဓာကိုယ်တန့်ရှင်းစေရန်အတွက်ရေကန်မရေကိုချိုးပြီးနောက်အမွှေးနှံသားများလိမ့်ကြံပြီးမှဘလူးကြီးရဲ့မန်းတက်အတွင်းပလင်ထက်သို့တက်၍တရားဟောလေတယ်ဘလူးကြီးကပလင်အောက်မှနေ၍လက်အုပ်ချီကတရားတော်ကိုယူသေးစွာနာကြားတယ်ဒေဝဓမ္မဆိုတာဟိရိနဲ့ဩတ္တပဖြစ်ပါတယ်ဟိရိနဲ့ဩတ္တပဆိုတာကရှက်ချင်းနဲ့ကြောက်ချင်းဖြစ်ပါတယ်မကောင်းမှုပြုလို့ရမှာကိုရှက်ချင်းမကောင်းမှုပြုလို့ရမှာကိုကြောက်ချင်းတတ္တဝါတွေမှာလည်းမကောင်းမှုပြုလို့ရမှာကိုမရှက်တော့ဘူးမကြောက်တော့ဘူးဆိုရင်လောကကြီးပျက်စီးဖို့သာရှိပါတော့တယ်အရှက်ကြောက်တရားတွေမရှိသေးသေး၍လောကကြီးကမလှပနိုင်အရှက်ကြောက်တရားနှစ်ပါးလက်ကင်ထားသူဟာဖြင့်ဒီဘဝမှာလည်းချမ်းသာသလိုနောက်ဘဝမှာလည်းကောင်းကျိုးချမ်းသာဖြစ်ထွန်းစေပါတဲ့ရေဆောင်ဘလူးကြီးမဟိတမင်းသားကဒေဝဓမ္မရဲ့အကြောင်းကိုချက်ကြလက်ကြရှင်းပြတဲ့အခါမှာဘလူးကြီးဟာမဟိတမင်းသားကိုကြည်ညိုသွားတာပေါ့ဒါကြောင့်မလို့သူဖမ်းထားတဲ့မင်းသားနှစ်ပါးအနက်တစ်ပါးကိုလွတ်ပေးမယ်အသင်ဘသူကိုယူမလဲလို့မေးမြန်းလိုက်တဲ့အခါမှာမဟိတမင်းသားဟာညီတော်သူရိယကိုပဲရွေးမယ်လို့ပြောလိုက်ပါတယ်အိုင်မာရင်ဘလူးကြီးကအလိုမကျဖြစ်သွားပြီးတော့ပြောတာပေါ့အိုးမင်းသားသင်ဟာဒေဝဓမ္မကိုတည်သူသာဖြစ်တယ်ဒေဝဓမ္မကိုကျင့်သုံးသူမဟုတ်လို့ပြောလိုက်ပါတယ်အဲ့အခါမှာမဟိတမင်းသားကဘာကြောင့်ဒီလိုပြောပါတယ်လဲဘလူးကြီးဘာကြောင့်လဲဆိုတော့ညီတော်အရင်ဖြစ်တဲ့စန္ဒမင်းသားကိုမရွေးပဲအဖေသူအမေကွဲဖြစ်တဲ့သူရိယမင်းသားကိုရွေးတဲ့အတွက်ကြောင့်ပါကျုပ်ရဲ့ရွေးချယ်မှုမှန်ကန်ပါတယ်ဘလူးကြီးသင်စဉ်းစားကြည့်စမ်းပါကျုပ်တို့ဒီတောထဲကိုရောက်ရှိလာခြင်းဟာသူရိယမင်းသားကိုအကြောင်းပြုပြီးရောက်လာတာပါတကယ်လို့များကျုပ်တို့တိုင်းပြည်ကိုပြန်ရောက်တဲ့အခါသူရိယမင်းသားဘလူးစားခံရတယ်ဆိုတဲ့စကားကိုဘယ်သူမှယုံကြမှာမဟုတ်ပါဘူးထီးနှန်းကိုလိုချင်တာနဲ့သူရိယကိုတောထဲမှာလှုပ်ကြံလိုက်တယ်လို့ပဲလူတွေကထင်ပါလိမ့်မယ်ဒီရေးကိုကြိုတွေးပြီးသူရိယကိုတောင်းဆိုရခြင်းဖြစ်ပါတယ်ဘလူးကြီးထိုအခါမှဘလူးကြီးလည်းကျေနပ်သွားလေတယ်ဟုတ်တယ်သူပြောတာလည်းမှန်တယ်သူဟာဒေဝဓမ္မကိုသိယုံတာမဟုတ်ကိုယ်တိုင်လည်းကျင့်သုံးပါပြီရဲ့သင်ရဲ့ဒေဝဓမ္မကိုယူတည်သောအဖြစ်ညီနောင်နှစ်ပါးလုံးကိုလွတ်ပေးပါတယ်မဟိန်တပြီးနောက်မဟိန်တကဆက်လက်၍တရားဟောရာဘလူးကြီးလည်းငါးပါးသီလ၌တည်သွားလေတယ်တာဒုတာဒုတာဒုနောက်အခါကျွန်ုပ်မကောင်းမှုကိုမပြုလုပ်တော့ပါဘလူးကြီးကလွတ်ပေးတဲ့အတွက်ညီနောင်နှစ်ပါးတို့လည်းအသက်ဘေးမှလွတ်မြောက်လာခဲ့ကြတယ်တော်သေးတာပေါ့တို့အသက်ကိုနောင်တော်ကြီးမဟိန်တရဲ့ဒေဝဓမ္မကကဲပြီလို့သွားလို့ရသွားနိုင်ကြပါပြီညီနောင်သုံးပါးတို့လည်းထိုတော်ထဲမှာပဲနှစ်အတန်းကြာနေထိုင်လာခဲ့ကြတယ်တခုသောနေ့မှာဖခမဲတော်မင်းကြီးနှက်ရွာဆန်ပြီဆိုတဲ့သတင်းကိုကြားလိုက်ရတယ်မင်းကြီးနှက်ရွာဆန်ပြီးတာနဲ့ကျွန်တော်မျိုးချက်ချင်းလာရောက်လျှောက်တင်တာပါဖေ။အော်ငါဖခင်မရှိတော့ပါလား။ဒါကြောင့်ငါတို့နန်းတွင်းကိုပြန်ဖို့အချိန်ခါတင့်မီညီတော်တို့တို့ဖြစ်၍ညီနောင်သုံးပါးတို့လည်းနန်းတွင်းတို့ပြန်လာခဲ့ကြတယ်။နန်းတွင်းတို့ရောက်တဲ့အခါမဟိန်တဟာထီးမွေနန်းမွေကိုဆက်ခံပြီးတဲ့နောက်ညီတော်ဆန္ဒကိုအိမ်ရှိအရာပေးကညီတော်ငယ်သူရိယကိုစစ်သူကြီးအရာပေးလိုက်လေတယ်။မဟိန်တဘရင်ကရေဆောင်ဘလူးအတွက်နှက်ကုန်းကိုဆောက်လုပ်၍ကြီးစွာသောစီးစိမ်အချမ်းရံများဖြင့်ချီးမြှင့်မြှောက်စားထားလေတယ်။မဟိန်တအဖို့ဒေဝဓမ္မအကြောင်းကိုသိယုံများဖြင့်လူနှစ်ယောက်ရဲ့အသက်ကိုကယ်တင်နိုင်ခဲ့လေပြီ။မြတ်စွာဘုရားဟောကြားတော်မူသောဓမ္မကိုအသေးချာလိုက်နာကျင့်သုံးမိဆိုပါကအမြင့်ဆုံးချမ်းသာဖြစ်သောနိဗ္ဗာန်အထိရရှိနိုင်ပါသတည်း။တန်ခကုဏောအနန္တောအရှင်မြတ်နှစ်ပါးဂေါတမဗုဒ္ဓသာသနာတော်၌လက်ရတော်ယံရှင်သာရိပုတ္တရာနှင့်လက်ဝဲတော်ယံရှင်မောက်ကလန်ဆိုလျင်မတိသူမရှိပေထိုအရှင်မြတ်နှစ်ပါးတို့ဟာ
ဗုဒ္ဓမပွင့်ထွန်းခင်အချိန်ကလေးကအလွန်ရင်းနှီးသောငယ်တငယ်ချင်းများဖြစ်ကြလေတယ်။လာတငယ်ချင်းငါတို့ရွာထိပ်မှာထန်းသီးကောက်ကြမယ်။ရှင်သာရိပုတ္တရာအလောင်းဟာဥပသိတ္တရွာ၌မွေးပြီးတော့ရှင်မောကလန်အလောင်းမှာကောလိတရွာ၌မွေးလေတယ်။ဥပသိတ္တနဲ့ကောလိတတို့မှာညီအကိုအရင်များထပ်ပင်ပို၍ချစ်ခင်ကြသေးတယ်။ဘလို့အကြောင်းတရားတွေနဲ့မှဒုတငယ်ချင်းနှစ်ယောက်ရဲ့ချစ်ချင်းမြတ်တာကိုခွဲလို့မရနိုင်။မှန်တာပေါ့တငယ်ချင်းဟာထိုတငယ်ချင်းနှစ်ယောက်မှာပစ္စည်းဥစ္စာကြွယ်ဝချမ်းသာသလိုဉာဏ်ပညာလည်းလွန်စွာကြီးမားကြတယ်။အမျိုးမြတ်သူများလည်းဖြစ်ကြတဲ့အတွက်လူများရဲ့ချစ်ခင်မှုကိုအပြည့်အဝရရှိထားတယ်။ဉာဏ်ပညာနဲ့ပတ်သက်လာရင်သူတို့နှစ်ယောက်ကိုပဲအားကိုးပြီးမေးမြန်းနေရတယ်။မသိတာရှိရင်သူတို့ကိုသာမေး။ဤသို့ဖြင့်ရာဇဂိုပြည်မှာတောင်ထိပ်နှက်ခတ်ပွဲတွင်ကြီးဆင်ရင်ကျင်းပလေပြီ။မြို့သူမြို့သားတို့မှာပွဲကြည့်ရင်ပျော်လို့မဆုံးတပြုံပြုံဖြစ်နေကြတာပေါ့။ဒီလိုပွဲကြည့်ရင်ပျော်ရွှင်မြူးထူးနေသူများအထက်မှာဥပသိတ္တမပါ။အိုးကြည်စမ်းလူတွေတဲပျော်နေကြပါလား။ကိုဘွားကိုအကြောင်းမေ့နေလို့ပျော်ကြတာဖြစ်မယ်ထင်ပါရဲ့။ဟေးမင်းသမီးလေးထက်ကပေါင်းပြို့ဟေးထိုလူသားများဟာကံကြောင်းတရားကြောင့်မိခင်ဖခင်တို့ရဲ့သွေးကိုအမိပြုပြီးစတင်ဖြစ်ပေါ်လာခဲ့ကြရတယ်။ပရိသေတွေတည်တဲ့အခါမှာလဲမိခင်ရဲ့အစာတစ်အိမ်နဲ့အစာဟောင်းအိမ်ကြားထဲမှာကြက်ကြက်တဲတဲနေခဲ့ကြရတယ်။18ခွေသောဦးရီရဲ့ကြားမှာလဲမလွတ်မလပ်ပရိသေတွေဘဝကဘာနဲ့တူတယ်လဲဆိုရင်တင်းငုတ်သူကြီးပေါ်မှာမိုးရီဆိုးနေတဲ့မြောက်အိုကြီးလိုပါပဲလား။ဖွားမြင်တဲ့အခါမှာလဲတော့ပေါက်လေးတွေကနေစင်ပြောင်ကြီးကိုတွတ်သွင်းရတယ်လို့ဖွားမြင်ပြီးလို့အပြင်လောကရဲ့ရောက်လာတဲ့အခါမှာလဲအပူအေးရာသီဥတုကနှိမ့်ဆက်ပြန်နေအသက်ရှင်စဉ်တလျှောက်လုံးမှာလဲ96ပါးသောအနာရောဂါတွေကနှိမ့်ဆက်သေးနောက်ဆုံးမှာတော့တေခြင်းတရားနှိမ့်ဆက်လို့တေဆုံးရအောင်မှာပါလားထိုเจ้าရာများကိုတွေးမိသဖြင့်ဥပသိတ္တအဖို့ပွဲကြည့်နေရတော့လဲမပြောနိုင်မဲဖြစ်နေတယ်ထိုရာကိုကောလိတကလည်းရိတ်စားမိလေတယ်ဟေးတငယ်ချင်းမင်းကြည်ရတာခါတိုင်းလိုမဟုတ်ပဲမှိုင်လာပါလားဘာဖြစ်တာလဲကွာဟောဒီပွဲခင်းတဲ့လူတွေအားလုံးကိုကြည့်လိုက်စမ်းပါတငယ်ချင်းဒီလူတွေတဲကတနေ့မှမသိမဲ့သူဘယ်နှယောက်ပါပါသလဲဟာတငယ်ချင်းဟာမသိမဲ့သူဘယ်ပါပါမလဲတနေ့မှတော့အားလုံးသိရမှာပေါ့မင်းလည်းသိချင်းတရားကမလွတ်နိုင်သလိုငါလည်းမလွတ်နိုင်ပါဘူးအေးဒါကြောင့်ငါမပြောနိုင်တာပါအသေးမလွတ်တဲ့ဟောဒီတန်တရားတွေကမလွတ်မြောက်နိုင်သေး၍ငါမပြောနိုင်ဘူးတငယ်ချင်းဒီတန်တရားတွေကလွတ်မြောက်ရတရားစစ်ကိုငါရှာဖွေခြင်းပါတယ်ငါလည်းဒီလိုပဲတွေးမိပါတယ်တငယ်ချင်းဟာဒါဖြင့်ဒုလိုချင်တဲ့တန်တရားတွေကလွတ်မြောက်ရတရားကိုရှာဖွေကြအောင်ဆိုဥပသိတ္တနဲ့ကောလိတတို့လည်းပွဲခင်းထဲမှာထွက်လာခဲ့ကြတယ်ထိုခေတ်ထိုအခါကနမဲကြီးနေတဲ့တိမ်စီးဆရာကြီးထံတပည့်ခံပြီးတန်တရားမှလွတ်မြောက်ကြောင်းတရားများကိုရှာဖွေကြလေတယ်ဥပသိတ္တနဲ့ကောလိတတို့မှာကရန်ကောင်းသူများဖြစ်ကြတဲ့အတွက်ဆရာကြီးတင်ပေးသမျှကိုအချိန်တိုအတွင်းမှာတမြောက်ခဲ့ကြတယ်ဆရာကြီးပညာဒါကုန်မဲလားအေးကွာငါပညာဒါကုန်မဲမင်းတို့ကညံတဲကောင်းဒါဖြင့်ဆရာကြီးရဲ့ပညာကတန်တရားထဲမှာလွတ်မြောက်ကြောင်းတရားမဟုတ်ကျွန်တော်တို့ထပ်ပြီးရှာဖွေရပါအောင်မယ်ဥပသိတ္တနဲ့ကောလိတတို့လည်းတိမ်စီးဆရာကြီးထံမှထွက်ခွာ၍တရားထူးကိုဆက်လက်ရှာဖွေကြတယ်ဒုနှစ်ယောက်တယောက်တလန်းစီခွဲပြီးရှာဖွေကြရအောင်တရားထူးတွေ့တာနဲ့ပြန်ဟောကြားစတမ်းမယ်နော်ထိုအချိန်ကဗုဒ္ဓဘုရားရှင်ပွင့်ထွန်းတော်မူစအချိန်ဖြစ်တယ်ဘုရားရှင်ဟာဓမ္မစကြာဒေသနာတော်ကိုပြစ္ဆဝဂ္ဂီတို့အားဟောကြားတော်မူပြီးဝေလူဝင်ကျောင်းတော်မှာ3ရက်မြောက်သတင်းသုံးတော်မူတော်နေ့လည်းဖြစ်လေတယ်ထိုအခါပြစ္ဆဝဂ္ဂီထဲမှာအငယ်ဆုံးဖြစ်သောအရှင်အတ္တစီမထေမြတ်ဟာစွန့်ခံရန်အလုံးကတပိတ်သင်္ကန်းကိုယူ၍မြို့ရင်းတို့ထွက်တော်မူလေတယ်အရှင်အတ္တစီမထေမြတ်နဲ့ဥပသိတ္တတို့လမ်းမှာဆုံလေပြီ။အိုးကြည်စမ်းမအောင်ဒီအရှင်မြတ်ကိုကြည်ရတာအိမ်တွေရလိုက်တာတည်ငြိမ်လိုက်တာငါတွေ့ဘူးသမျှပုံကိုယ်တွေအားလုံးထဲမှာတော့ဒီမထေမြတ်ဟာအထူးခြားဆုံးဧကန္နငါလူချင်းတဲ့တရားထူးကိုသိရှိထားသူပဲဖြစ်ရမယ်။သူစီကတရားတော်ကိုငါကြားနာခြင်းလိုက်တာဒါပေမဲ့ခုချိန်ဟာဆုံးခံခြင်းဆိုတော့တရားဟောခိုင်းလို့တော့မဖြစ်သေးဘူး။သူဆုံးခံပြီးတဲ့အချိန်ထိစောင့်ဆိုင်ပေးရမယ်။ပြီးမှတရားဟောဖို့ခွင့်ပန်ရမယ်။ဥပသိတ္တကလည်းအရှင်မြတ်နောက်မှလိုက်လေတယ်။စွန့်ခံပြီးတဲ့အခါအရှင်မြတ်လည်းတင့်တော်ရာအရက်၌ဖုံးပေးသုံးဆောင်တော်မူတယ်။သူလည်းစွန့်ဖုံးပေးပြီးဆိုတော့ငါသိကျင်တာကိုမေးလျှောက်အောင်မ။အရှင်ဖျားလိုအိန္ဒြေနဲ့ပြည်စုံသူကိုတပည့်တော်တစ်ချိန်တစ်ခါမှမမြင်ဘူးသေးပါ။
အရှင်ဖျားဟာဘာကိုရီမှန်းပြီးယဟန်ပြုပါတယ်လေဖေဟာအရှင်ဖျားရဲ့ဆရာကရောဘသူပါလဲဖေဟာငါဟာမြင့်မြတ်တဲ့နိဗ္ဗာန်ကိုရီမှန်းပြီးယဟန်ပြုခဲ့ခြင်းဖြစ်ပါတယ်ငါရဲ့ဆရာကတော့ဂေါတမဗုဒ္ဓဖြစ်ပါတယ်ငါဆရာဟာဗုဒ္ဓမဖြစ်ခင်တစ်ချိန်လုံးကတာဂီဝင်မင်းသားတစ်ပါးဖြစ်ခဲ့ပါတယ်အသက်29ရောက်တဲ့အခါမှာမင်းစည်းစိမ်နဲ့တကွအရာအလုံးကိုဆွန့်လွတ်ပြီးတောထဲမှာတရားရှာဖွေခဲ့ပါတယ်6နှစ်တိုင်တိုင်တောထဲမှာတရားအထုတ်ပြီးမှဗုဒ္ဓအဖြစ်ကိုရောက်ရှိခဲ့ခြင်းဖြစ်ပါတယ်ဒုဗုဒ္ဓဟာကိလေသာကိုအကျွင်းမရှိပယ်တတ်ထားသူအရဟံအစရှိသောကိုးပါးသောဂုဏ်တော်နှင့်ပြည့်စုံသူလူနတ်ပြမတတဝအလုံးတို့ရဲ့ပူဇော်မှုအထူးကိုခံယူထိုက်သူလောကသုံးပါးရဲ့အမြင့်ဆုံးအမြတ်ဆုံးပုဂ္ဂိုလ်ဖြစ်ပါတယ်တကားလေဗုဒ္ဓရဲ့ဂုဏ်တော်တွေကိုကြားသိရတာနဲ့တပြိုင်နက်ဥပတိတ်တစိတ်ထဲမှာအထူးပင်ကျေနပ်သွားလေတယ်ဒါဖြင့်အရှင်ဖျားတို့သိတဲ့တရားကိုတပည့်တော်လည်းသိလို့လာပါတယ်တပည့်တော်အားတနာသောအဖြစ်တရားတော်ကိုဟောပြပေးတော်မူပါဖျားအေးကွယ်ငါလည်းယဟန်ဝတ်ထားတာမကြသေးတော့တရားတော်ကိုပြည့်ပြည့်စုံစုံမဟောတတ်သေးဘူးကွအရှင်ဖျားသိတဲ့လောက်လေးပဲဟောပြပေးတော်မူပါဖျားတပည့်တော်နီလန်းတထောင်ချမ်းရံပြီးနာယူပါမယ်ဖျားထိုအခါမှအရှင်အတ္တစီမထေကရေတံမှာဟေတုပ္ပဘဝအစချီသောဂါထာကိုဟောတော်မူလေတယ်ဥပတိတ်တကဉာဏ်ကြီးသူဖြစ်တဲ့အတွက်တရားစကားအနှဲငယ်ကိုကြားယုံများဖြင့်သောတာပန်အဖြစ်တို့တက်လန်းနိုင်ခဲ့လေပြီအရှင်ဖျားရဲ့တရားကိုဒီမှာပဲခိတ္တခဏရပ်နာတော်မူပါဖေဟာအရှင်ဖျားရဲ့ဆရာကရောဘယ်မှာသတင်းသုံးပါသလဲဖေဟာငါရဲ့ဆရာမြတ်ဗုဒ္ဓကတော့ရာဇကြိုပြီးဝေလူဝင်ကျောင်းတော်မှာသတင်းသုံးတော်မူပါတယ်ဒါဖြင့်အရှင်ဖျားကျောင်းသို့ကြွသွားနေတော်မူပါဖေဟာတပည့်တော်မှာတငယ်ချင်းတယောက်ရှိပါသေးတယ်အဲ့ဒီတငယ်ချင်းကိုခေါ်ပြီးအရှင်ဖျားတို့ရှိရာဝေလူဝင်ကျောင်းတော်ကိုတပည့်တော်တို့လာခဲ့ပါမယ်ဖေဟာဂျေဇုရှင်ဆရာသခင်ဖြစ်သောအရှင်အတ္တစီကိုဥပတိတ်တကရိုးသေးစွာရှင်ခိုးလိုက်တယ်အတ္တစီမထေမြတ်လည်းဝေလူဝင်ကျောင်းသို့ပြန်ကြွသွားလေပြီငါလည်းငါတငယ်ချင်းစီပြန်ပြီးငါကြားနာခဲ့ရတဲ့တရားတော်ကိုပြန်လဲဝေမျှရမယ်ဟေးတငယ်ချင်းဒီနေ့မင်းမျက်နှာကြည့်ရတာရွှင်လန်းတက်ကြွလို့ပါလားကွာရွှင်လန်းဆိုရွှင်လန်းစရာအကြောင်းလေးတွေရှိလာတာကိုတေချာကိစ္စဆိုင်နာထောင်မင်းကငါပြောစရာရှိတယ်ဥပတိတ်တကသူကြားနာခဲ့ရတဲ့တရားကိုတငယ်ချင်းအားပြန်လဲပြောပြရကောလိတာလည်းထိုနေရာမှာပဲသောတာပန်ဖြစ်တို့ဆိုက်ရောက်ခဲ့တယ်အခုဗုဒ္ဓဘုရားရှင်ကဝေလူဝင်ကျောင်းမှာသတင်းသုံးနေတဲ့ဒါကြောင့်တို့မှရှိတဲ့တပည့်900ကိုခေါ်ပြီးဗုဒ္ဓဘုရားရှင်ထံဖူးမြော်ကြရအောင်ဥပတိတ်တနဲ့ကောလိတာတို့ဟာတပည့်900ကိုဥဆောင်၍ကျောင်းတော်ကိုလာနေတာကိုမြတ်စွာဘုရားရှင်သိတော်မူလေပြီသာသနာတော်မှာလွန်စွာအားကိုးရမယ်တပည့်ကြီး2ပါးငါထံလာချေပြီဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရားတပည့်တော်တို့အားတနာသဖြင့်တရားရည်အေးအမြိုက်စေးကိုတိုက်ကြွေးတော်မူပါသာသနာဝင်တဲ့ယဟန်အဖြစ်ကိုလည်းပေးသနာတော်မူပါဖေဟာအေဟိဘိက္ခုဖယားရှင်ကအေဟိဘိက္ခုခေါ်တော်မူရာဥပတိတ်တနဲ့ကောလိတာတို့သည်တင်ကန်းပရိက္ခရာအစုံလင်ဖြင့်ယဟန်များအဖြစ်တို့ချက်ချင်းရောက်ရှိသွားကြလေပြီဖယားရှင်ကဆက်လက်၍တရားဟောတော်မူရာတပည့်900တို့မှာယဟန်နာများအဖြစ်တို့ရောက်ရှိကြပါတော့လေဥပတိတ်တနဲ့ကောလိတာတို့မှာယဟန်နာမဖြစ်နိုင်သေးအကြောင်းမှာထိုပုဂ္ဂိုလ်2ဦးမှာကကြီးမားသောတာဝကပါရမီဉာဏ်မပြည့်စုံသေးသောကြောင့်ဖြစ်လေတယ်ယဟန်ပြုပြီး9ရက်မြောက်တဲ့နေ့အရှင်ကောလိတာဟာကမ္မထံတရားစီးဖြန်းနေစဉ်ငိုက်မြင်း၍နေတယ်တရားအားထုတ်ပါရဲဆိုမှငါမှလည်းအိတ်ချင်လိုက်တာနော်ငိုက်မြင်းနေတဲ့ငါစိတ်ကိုဘလို့ဖြောက်ရပါထိုအကြောင်းကိုဖယားရှင်ကတည်တော်မူတယ်သူငါကူညီမှဖြစ်တော့မယ်ချစ်သားကောလိတာတင်ဟာအိုနာတီရီဘေးသုံးပါးတို့ကလွတ်မြောက်ရာနိဗ္ဗာန်ချမ်းသာကိုရှာဖွေသူဖြစ်ပါလေရဲ့ဘာကြောင့်များငိုက်မြင်းနေရပါသလဲဟောဖယားရှင်ကိုတော်တိုင်ငါ့ကိုအားပေးစကားဆိုနေပါလားငါငိုက်တာကိုဖယားရှင်လည်းသိသွားပြီဆက်လက်၍ဖယားရှင်ကဓာတုကမ္မထံကိုပေးတော်မူရာအရှင်ကောလိတာလည်းယဟန္တာတစုအဖြစ်တို့ရောက်ရှိခဲ့လေပြီအရှင်ဥပတိတ်တအဖို့မှာကယဟန်ပြုပြီး15ရက်အကြာမှလှိုင်ကူတစ်ခုအတွင်း၌ယဟန္တာအဖြစ်တို့ရောက်တော်မူလေတယ်ထိုနေ့မှာပဲဖယားရှင်ကယဟန်တို့အားခေါ်တော်မူ၍အရှင်ဥပတိတ်တအားရှင်သာရိပုတ္တရာဟူသောပွဲအမည်ဖြင့်လက်ရတော်ရန်အဂတဝကပွဲကိုပေးတော်မူ၍ကောလိတာအားရှင်မောက်ကလန်ဟူသောပွဲအမည်နှင့်လက်ဝဲတော်ရန်အဂတဝကပွဲကိုပေးတော်မူလေတယ်
ထိုအရှင်မြတ်နှစ်ပါးတို့ဟာဗုဒ္ဓဘုရားရှင်နဲ့အတူသာသနာတော်စီပင်ဝါပြောရေးအတွက်စွမ်းစမ်းတမန်ကျိုးပန်းဆောင်ရွက်ခဲ့ကြလေတယ်။မြတ်စွာဘုရားရှင်နဲ့တကွအက္ခတာဝကကြီးများမရှိသည့်နောက်ပိုင်းအခြားသောတန်ဃာတော်များကသာသနာတော်ဆက်လက်ပြန့်ပွားရေးအတွက်ဆောင်ရွက်ခဲ့ကြတယ်။ထို့သောခေတ်အဆက်ဆက်မှတန်ဃာတော်များကလက်ဆင့်ကမ်းထိန်းသိမ်းခဲ့ကြတဲ့အတွက်ဗုဒ္ဓသာသနာတော်ကြီးမှာယနေ့ထက်တိုင်ကျန်ရှိနေစေဖြစ်ပါတယ်။သို့ဖြစ်၍တန်ဃာတော်များရဲ့ဂုဏ်ကျေးဇူးများမှာချီးမွမ်း၍မကုန်နိုင်လောက်အောင်ရှိလေတော်တည်းမာတာပိတုဂုဏောအနန္တောမိဘကျေးဇူးဗုဒ္ဓလက်ထက်တော်အခါကလက်ဝဲတော်ယံရှင်မဟာမောက္ခလန်ဟာရာဇဂျုအနီးဣတိကိလိတောင်နှစ်ပါးရှိကာလကြောက်ဖြာထက်မှာခိတ္တသတင်းသုံးတော်မူတယ်။ရှင်မဟာမောက္ခလန်ဟာတခါတရံနတ်ပြည်သို့ဒေသစာရီကြွချီတော်မူ၍တခါတရံငရဲပြည်သို့ဒေသစာရီကြွချီတော်မူတယ်။လမ်းခီး၌တွေ့ကြုံခဲ့ရတဲ့အဖြစ်အပျက်များကိုလည်းတကားတကမတို့အားပြောပြလေးရှိတယ်။အရှင်ဖျားရဲ့ခရီးသွားအတွေ့အကြုံလေးကိုတပည့်တော်တို့ကိုပြန်လည်ဟောပြပါအောင်ဖေဟာ။ဟောပြတာပေါ့ကွယ်။တေချာနားထောင်ကြကွ။ထိုခေတ်ထိုအခါကဗုဒ္ဓဘာသာကိုယုံကြည်ကိုးကွယ်သူများရှိတဲ့ကဲ့သို့အခြားသောသိဋ္ဌိကိုင်းဆရာကြီးများကိုကိုးကွယ်ယုံကြည်သူများလည်းအများအပြားရှိကြတယ်။တို့ဘာသာကမှအမုံမြတ်ဆုံးกว่าဘာမှတ်နေတယ်လေလားမရှင်နဲ့တို့ဘာသာအထွန့်ရှည်တီးတတ်မှုအတွက်နီလန်းစုံသုံးပြီးဆွဲဆောင်ရမှာပဲလေတို့ကိုကြီးညိုသူတွေများလာမှလက်လာဘကပေါ်များတာကိုလူဘဝတုန်းကဗုဒ္ဓဘာသာကိုယုံကြည်ကိုးကွယ်ပြီးကုသိုလ်ကောင်းမှုများစွာပြုလုပ်ခဲ့ကြတဲ့တရားဓမ္မတွေကိုနတ်ပြည်မှာငါအများအပြားတွေ့ခဲ့ရပါတယ်ဒါပေမဲ့ဒိဋ္ဌိကိုင်းကိုကိုးကွယ်မကောင်းမှုတွေလုပ်ကြတဲ့တရားဓမ္မတွေတော့ငရဲပြည်မှာငါတွေ့ခဲ့ရလေရဲ့ထို့သောဟောပြောချက်များကြောင့်ဒိဋ္ဌိကိုင်းများကိုယုံကြည်ကိုးကွယ်သူနည်းလာကြပြီးဗုဒ္ဓဘာသာကိုယုံကြည်ကိုးကွယ်သူပိုမိုများပြားလာလေတယ်ထိုအခါဒိဋ္ဌိကိုင်းဆရာကြီးများကမကျေနပ်ကြတော့ရှင်မောက်ကလန်ကြောင့်ငါတို့ကိုယုံကြည်ကိုးကွယ်သူနည်းပါလာပြီးလက်လာပါလေတိတ်မရတော့ကြာလာရင်ငါတို့ငတ်ပြီးတေးရကြီးရဲ့ဒါကြောင့်ပြိုင်ဘက်ဖြစ်တဲ့မောက်ကလန်ကိုပျက်စီးအောင်ငါတို့ကြံဆောင်ရမယ်ထိုအချိန်မှစတင်၍ဒိဋ္ဌိကိုင်းဆရာကြီးများကရှင်မဟာမောက်ကလန်အပေါ်ရန်ညိုးဖွဲ့ကြလေတယ်သူ့ကိုတေးအောင်လို့ဘလို့ကြံရမလဲဒါများလွဲပါရဲ့ဆရာကြီးရဲ့ခုတလောနာမည်ကြီးနေတဲ့ခိုးသား900ဖွဲ့ကိုအတပြားပေးပြီးတတ်ခိုင်းပေါ့သူတို့အဖွဲ့ကအတပြားသာရမယ်ဆိုရင်ဘာမဆိုလုပ်ပါတယ်ကောင်းပြီဒါဖြင့်ဘလောက်ကုန်ကုန်သူတို့အဖွဲ့ကိုငှားပြီးတတ်ခိုင်းပြီတော့ဣတိကိလိတောင်ကာလကြောက်ဖြာထက်ကမောက်ကလန်ကိုမသေးသေးအောင်တတ်ကြဒါများဘာခတ်တာမှတ်လို့ကျုပ်တို့လုံနေကြပါကျုပ်တို့ရမယ်ငွေတပြားကိုသာလက်ငင်းရှင်းပေးပါကျုပ်တို့ကလက်ငင်းသမားခိုးသားတို့လည်းဒိဋ္ဌိကိုင်းဆရာကြီးများထံမှငွေတပြားကိုရရှိသဖြင့်ဣတိကိလိတောင်အနီးသို့ချင်းကပ်လာကြတယ်ထိုအဖြစ်ကိုရှင်မဟာမောက်ကလန်ကကြိုတင်သိရှိတော်မူတာပေါ့သူတို့တွေငါထံလာနေကြပြီဒါကြောင့်သူတို့နဲ့ဝေးရအရက်ကိုငါခိတ္တရှောင်နေမှဖြစ်တော့မယ်ရှင်မောက်ကလန်ကဇန်တကိုးနဲ့အခြားအရက်ကိုကြွားတော်မူတယ်ဒီနေရာမှာ तू မရှိတော့ပါလားပြေးနိုင်တော့ပြေးထောင်းပေါ့ကွာဒီနေ့မတွေ့ရင်မနှက်ပြန်တွေ့ရမှာပေါ့ခိုးသားများကလည်းဇွဲမလျှော့ကြပဲဣတိကိလိတောင်ကိုနေ့စဉ်လာ၍စောင့်ကြည့်ကြလေတယ်သူ့ဒီတောင်ပေါ်ကိုတက်လာမှာတော့အမှန်ပဲမျက်ခြေမပြတ်စောင့်ကြည့်ထားကြလက်နက်တွေလည်းအသင်ပြင်ထားကြရှင်မောက်ကလန်ကလည်းထိုအကြောင်းကိုသိသဖြင့်အခြားအရက်ကိုကြွားတော်မူလေတယ်ဒီနေ့လည်းလွဲသွားပြန်ပြီမမီလို့တော့မဖြစ်ဘူးကွငါတို့ကလည်းဂိုင်းဆရာကြီးတွေစီကနေငွေတပြား1000ကိုယူပြီးသွားပြီဆိုတော့ဒီကိစ္စအောင်မြင်မှဖြစ်မယ်ကြာမပုံးနိုင်ပါဘူးဆရာကြီးတနေ့တော့မိမှာပါတကူအရာ၌ဧတဒင်္ဂပွဲရတော်မူသောရှင်မဟာမောက်ကလန်ဟာ6ရက်တိုင်းခိုးသား900တို့ရဲ့ရံမှရှောင်ရှားနိုင်ခဲ့တယ်9ရက်မြောက်သောနေ့တွင်မရှောင်ရှားနိုင်တော့ပြီအော်ငါကံကုန်မာရောလားရှေးဘဝတော်ကပြုတ်ခဲ့မှုတဲ့ဝိကျွေးအတွက်ဒီဘဝမှာငါနောက်ဆုံးဆက်ရတော့မယ်ပြေးလို့မလွတ်နိုင်နဲ့ကံကြမ္မာပါလားဟေးမောက်ကလန်မိပြီမပြေးနဲ့ခိုးသားတို့ကလည်းရှင်မဟာမောက်ကလန်ဟာရဲရဲဆက်ဆက်ရိုက်နှက်ကြလေတယ်ရှင်မဟာမောက်ကလန်လည်းပြင်းထန်သောဝေဒနာများကိုခံစားရင်းမြတ်စွာဘုရားထံခွင့်ပန်ပြီးမှပရိနိဗ္ဗာန်ဆံဝင်တော်မူတယ်တပည့်တော်ပရိနိဗ္ဗာန်ပြုရန်အချိန်တန်ပါပြီခွင့်ပြုတော်မူပါဖေဟာဤသို့ဖြင့်လက်ဝဲတော်ရန်ရှင်မဟာမောက်ကလန်ဟာဣတိကိလိတောင်နှစ်ပါးမှာပဲပရိနိဗ္ဗာန်ဆံဝင်ခဲ့လေပြီခိုးသား900တို့မှလည်းသူတို့ပြုခဲ့သောမကောင်းမှုကံကြောင့်ဣတိကိလိတောင်နီးမှာပဲမြေမြူခံရ၍
အဝီစီငရဲ၌ကြီးစွာသောဆင်းရဲကိုခံခဲ့ရလေပြီသည်ဟာဘာဖြစ်တာလဲငရင်လောက်တာများလားကဲကြပါအောင်ဗျထိုသတင်းဟာမြို့ရဲရွာထဲသို့တမှုဟုတ်ချင်းပြန့်နှံ့သွားလေတယ်ရှင်မောက်ကလန်ကိုရိုမြတ်ကြီးပြိဋိနိဗ္ဗာန်ဆံဝင်တော်မူပြီတဲ့အမလီကြီးမားတဲ့ဆုံးရှုံးမှုကြီးပါလားရုပ်မာတဲ့ခိုးသားတွေကြတော့မြေမျိုးပြီးအဝီစီငရဲကြတဲ့ငရဲကြတာနဲတောင်နဲ့သည်ဆဲကားပြန်ငရဲမှာပဲနေတဲ့နဲ့သူတော်ကောင်းကိုပြစ်မှားတာကိုရှင်မဟာမောက်ကလန်အားမိတကြူပြီး၍ကျွင်းကြံရသောတတ်တော်များကိုယူကာဝေလူဝင်ကျောင်းဝမုတ်ဦး၌ဇီတီတီ၍ကိုးကွယ်ထားကြလေတယ်တကူးရာမှာဧတတင်ကပွဲရတဲ့ရှင်မမောက်ကလန်ဟာခိုးသားတွေရဲ့ရန်ကိုမကာကွယ်နိုင်ခဲ့ပါလားလက်ဝဲတော်ရန်ကဒီလိုခိုးသားတွေရဲ့လက်ချက်နဲ့ပြိဋိနိဗ္ဗာန်ပြုရတာမတန်လိုက်တာကံကုန်ပြီဆိုရင်တော့တေချင်းတရားကိုဘယ်သူမှမလွန်ဆန်နိုင်ပါဘူးကွယ်ရှင်မဟာမောက်ကလန်မှာလည်းရှောင်လွဲလို့မရတဲ့အကြောင်းတရားတွေရှိလို့နေမှာပေါ့ရှင်မဟာမောက်ကလန်ထို့သောပြိဋိနိဗ္ဗာန်ပြုရခြင်းမှာရှေးဘဝကဝိကျွေးတစ်ခုကြောင့်ဖြစ်တယ်ထိုဝိကျွေးကရှေးလွန်လေပြီးသောအခါကရှင်မဟာမောက်ကလန်အလောင်းသရိုးသားဟာမယားကြောက်ရတော်သူဖြစ်တယ်သူ့ရဲ့ကျေးဇူးရှင်မျက်မမြင်မိဘနှစ်ပါးလည်းရှိသေးတယ်အဖေနဲ့မိကိုတာလက်ဆောင်မှုရှင်ခိုးပါတယ်ငါတို့ရဲ့တားလိုက်မှလေအမြဲကျမ်းမှချမ်းသာပါစေကွယ်ထိုသရိုးသားကမိဘနှစ်ပါးအပေါ်ကောင်းစွာလှုပ်ကြွေးသောတားလိုက်မှလေးဖြစ်တယ်ငါရှိနေသမျှငါမိဘနှစ်ပါးဘယ်တော့မှမဆင်းရဲစေရဘူးလိုအပ်ရင်အသက်နဲ့ပါလဲပြီးကာကွယ်လိုက်မယ်သို့တော့ချွေးမဖြစ်သူကရောက်ခမများအပေါ်မကြည်ပြူပေစံကုန်မြေလေးတွေသူတို့ရှိနေတာအိမ်အတွက်ဘာမှအသုံးမဝင်ဘူးကူပေါ်လောင်ပတ်လည်းဘာမှမရအောင်တနေ့သူတို့ကိုကြွေးမွေးရတဲ့အပြင်ပြုစုပေးရသေးတယ်ကျင်ကြီးကျင်ငယ်စွန့်တာကအစငါမှဝိုင်းလုပ်ပေးနေရတယ်ငါအဖြစ်ကလည်းကြွန့်တယောက်လိုပါပဲဒီအဖိုးကြီးနဲ့အဖွားကြီးဒီအိမ်မှာမရှိမှအေးမှာပါလားငါသားမရှိတော့ချွေးမလေးရှိနေတော့အဖော်ရတာပေါ့တနေ့ဒင်းတို့တွေအိမ်မော်ကဆင်းပြေရအောင်ငါကြံ့အောင်မယ်မိမကြီးမောင်ကြီးလောက်ကပြန်လာပြီအဖေနဲ့အမေကိုထမင်းကျွေးပြီးပြီလားကျွေးပြီးပါပြီတော့ငါယောက်ျားကလေငါထက်သူ့မိဘတွေကိုပဲပို့ပြီးဂယူးဆိုင်လွန်းနေအမြင်အောင်ကတ်လာပြီအမေကိုသားနှိပ်ပေးမယ်နော်အော်ငါသားလေးလေတနေ့မိသားစုစားဝတ်နေရေးအတွက်ရုန်းကန်နေရတာအတော်ပင်ပန်းရှာမှာပဲကဲမိမကြီးမောင်ကြီးလှုပ်သွားအောင်မယ်အဖေနဲ့အမေအတွက်ဟော်ရီကျက်ဦးတွေကိုပြုတ်ပြီးကျွေးလိုက်ပါနော်စိတ်ချပါတော့ထို့သူတို့သားလဲမနှက်တိုင်းမိခင်နဲ့ဖခင်ကိုရှင်ခိုးပြီးမှအလုတ်သွားလေတယ်ဟော်ရီမှာတော့သားကပေးသွားတဲ့ကျက်ဦးပြုတ်တွေသုံးဆောင်ကြပါအောင်ရှင်အမလီကျက်ဦးပြုတ်ကလည်းချင်းလိုက်တာကွယ်တွားရီတောင်ကျိန်းသွားတယ်မှတ်ကြရောငါပေးလိုက်တာတန်မရသေးဘလို့လဲမေမနက်ကပေးထားတဲ့ကျက်ဦးပြုတ်တွေကစားလို့ကောင်းရဲ့လားငါသားပေးတဲ့ကျက်ဦးပြုတ်ကလည်းချင်းလိုက်တာကွယ်ဟင်တန်မရသေးတွေပါလားဘလို့ဖြစ်ရတာလဲဟဲ့မိမငါကြွေးခိုင်းတာမကြွေးပဲအဖေနဲ့အမေကိုဘာတွေကြွေးရလဲကျုပ်ကြွေးတာကျက်ဦးတွေပါတော့အမေကမမြင်မဆန်းနဲ့ဘာတွေကောက်စားမှန်းမှမသိတာတော့အမေကလင်မယားချင်းမသိမမြတ်ဖြစ်အောင်ဂျားတွေကရန်တိုက်ပေးနေတာပဲကျုပ်တော့စိတ်ညစ်ပါတယ်လေတခုတော့ည၌မယားဖြစ်သူကတီးတိုးစကားဆိုလာလေတယ်ဒီမဲ့မောင်ကြီးအေးပြောလေကွာကျုပ်ဒီအိမ်မှာနေရတာမပြောတော့ဘူးတော့ဟေးဘာတွေများအဆင်မပြေလို့မပြောနိုင်ရတာလဲမိမရဘာဖြစ်ရမလဲတော့အမေကြောင့်ပေါ့တော့မရှိတော့ဆိုတော့အမေကတိတ်ကြီးကြတာပဲပြဿနာမရှိကြံဖန်ပြီးပြဿနာလားရှာတယ်ကြာလာတော့ကျုပ်လည်းဒီအိမ်မှာဆက်ပြီးမနေချင်တော့ဘူးတီးခံမှာမိမရဒီလိုကိစ္စမျိုးဆိုတာလူကြားလို့မှမကောင်းအိုးတော့ဘာပဲဖြစ်ဖြစ်ကျုပ်ကတော့ဒီအိမ်မှာတော့မိပါရင်လည်းအတူမနေနိုင်တော့ဘူးဒါကြောင့်တော့အဖြေတစ်ခုခုကိုပြက်ပြက်သားသားဆုံးဖြတ်ပါကျုပ်ကိုပြစ်မလားတော့မိပါတွေကိုပြစ်မလားကြိုက်တာကိုရွေးခက်လာပါလားမိမရကျေးဇူးရှင်မိဘနှစ်ပါးကိုစွန့်ပစ်ဖို့ဆိုတာဘလို့နည်းနဲ့မှမဖြစ်နိုင်ဘူးမိဘတွေကမျက်မမြင်နေလေမောင်မရှိပဲသူတို့ဘလို့မှမရက်တည်နိုင်ဘူးဒါဖြင့်ကျုပ်ကိုတော့ပြစ်နိုင်နေဆိုတဲ့သဘောပေါ့နော်ဒီလိုလဲဘယ်ဟုတ်ပါမလဲမိမရမင်းကိုလည်းမပြစ်နိုင်ပါဘူးကွာတော့မိဘတွေကိုဒီအိမ်မော်ကမစင်းခိုင်းရင်ကျုပ်ဒီအိမ်မော်ကဆင်းသွားလိမ့်မယ်ဟင်မင်းတော့အိမ်မော်ကမစင်းပါနဲ့ကွယ်ကျုပ်ကိုမစင်းစေခြင်းရင်ကျုပ်ပြောတဲ့အတိုင်းလိုက်လို့ရမယ်ဒါပဲတော့လုံးရမှာကထိုညတညလုံးလင်းဖြစ်သူလဲမယားဖြစ်သူဤစကားတဲ့မျောပါသွားလေတယ်ရှင်းတယ်နော်အေးပါကွာမိုးလင်းတာနဲ့တပြိုင်နက်လင်းဖြစ်သူကမယားစကားအတိုင်းဆောင်ရွက်တယ်ဖေဖေနဲ့မမေဗာများလဲသားရဲ့ဟိုဘက်ရွာမှာအလူရှိပါတယ်အမျိုးတွေနဲ့လည်းတွေ့ရအောင်တွားကြစို့နော်င
ငါသားဆန္ဒရှိရင်တွားကြတာပေါ့ကွယ်ဒီလိုနဲ့ရွာမထွက်လာခဲ့ကြတယ်ငါအကြံနေအောင်မြင်တော့မယ်တောတွင်းသို့ရောက်ရှိခဲ့လေပြီငါမိမပြောတဲ့အတိုင်းလှုပ်ဖို့အချိန်ကျပြီဒီနေရာကလူပြက်တော့ငါဒီလိုလုပ်တယ်ဆိုတာဘယ်သူမှမသိနိုင်ပါဘူးခွင့်လွတ်ပါတော့ဖေဖေနဲ့မေမေဟေးအားလုံးရက်လိုက်ကြစမ်းဓမြဘုံမိုးသီးတယ်ကွတတိတွေရှိတယ်ကျုပ်တို့ကိုမတက်ပါနဲ့ဘုံမိုးသီးရဲ့ဖေဖေနဲ့မေမေတားတို့ကိုဓမြတွေဝိုင်းနေပြီဟေးဟုတ်လားဟေးဘုံမိုးသီးမှာတနာစိတ်မရှိဘူးကွပစ္စည်းမပိုင်လူကိုတက်ကွာချမ်းသာပေးပါဘုံမိုးသီးရဲ့တာဖြစ်သူကဘုံမိုးသီးအတွင်နဲ့မိဘနှစ်ပါးအားတုတ်ဖြစ်ဝင်ရိုက်တယ်မျက်မမြင်မိဘနှစ်ပါးမှာကအဖြစ်မှန်ကိုမသိရှာပေအမှန်တကယ်ပင်ဘုံမိုးသီးကရိုက်နေသည်ဟုထင်မှတ်နေတယ်တားလေးရေအမေတို့ကိုထားခဲ့ပြီးလွတ်အောင်ပြေးကွဘုံမိုးသီးအေးငါတောင်းပန်ပါတယ်ငါတို့ကိုဆဲခါပြန်တက်ချင်တက်ပါငါသားလေးကိုတော့မတက်ပါနဲ့ငါသားရေအဖေတို့ကိုထားခဲ့ပြီးလွတ်အောင်ပြေးကွမိဘနှစ်ပါးရဲ့ငိုကြွေးတန်ဟာတားဖြစ်သူရဲ့ရင်ကိုပြင်းထန်စွာလှုပ်ခတ်သွားလေတယ်ငါမှားပြီအမားကြီးမှားခဲ့ပြီကျေးဇူးရှင်မိဘနှစ်ပါးအောင်မှငါပြစ်မှားမိလေခြင်းဒီလောကမှာငါထပ်မိုက်တဲ့သူရှိနိုင်မအောင်တော့မလားကြည်စမ်းမအောင်ငါမိဘနှစ်ပါးဟာသူတို့ရဲ့အသက်ကိုယ်တောင်ပဓာနာမထားပဲငါအသက်လွတ်မြောက်ရေးကိုတောင်းဆိုနေကြတယ်မယားစကားနားထောင်မိတာမှားလေစွာငါမိမကငါ့ကိုပြစ်ချင်ပြစ်ပါစေငါမိဘနှစ်ပါးကိုတော့ငါမပြစ်နိုင်တော့ဘူးအရင်လိုပဲပြန်ပြီးပြုစုဆောင်ရှောက်ပါတော့မယ်အိုးဖေဖေနဲ့မေမေဘုံမိုးသီးလည်းထွက်ပြေးသွားပါပြီဒါလည်းဘာမှမဖြစ်ပါဘူးတော်သေးတာပေါ့ကွယ်ငါသားလေးဘာမှမဖြစ်ပေလို့ငါသားလေးကတခုခုဖြစ်ရင်အမေတို့ရင်ကျိုးရကြီးရဲ့အလုပ်ပွဲလည်းမသွားချင်တော့ပါဘူးမေမေရဲ့အိမ်ပြန်ကြရအောင်နော်ဒါဖြစ်သူလေမိဘနှစ်ပါးကိုပြန်ခေါ်ပြီးတတတာကာလပတ်လုံးကောင်းမွန်စွာပြုစုလုပ်ကြွေးခဲ့လေသည်မိဘမြတ်တာကြီးမားပုံကစာဖွဲ့ရည်ပင်ကုန်နိုင်မီမဟုတ်ပေထိုဘဝကပြုခဲ့ဘူးသောမကောင်းမှုကံဟာမိခဲပြဖုံဖြစ်နေ၍အကျိုးပေးခွင့်မရယခုနောက်ဆုံးလက်ဝဲတော်ရန်အဂတာဝကဖြစ်သောဘဝမှာအကျိုးပေးခြင်းဖြစ်တယ်တို့ဖြစ်၍ကျေးဇူးကြီးမားလာသောမိဘနှစ်ပါးကိုဘယ်သောအခါမှမပြစ်မှားသင့်ပေအသက်ထက်ဆုံးရုပ်သေးစွာလောက်ကင်ကျွေးမွေးသင့်လေတယ်မိဘနှစ်ပါးတို့သည်ကဤလောကရဲ့အနှိုင်းမဲ့ကျေးဇူးရှင်များဖြစ်ကြသည်အာစရိယကုနောအနန္တောဆရာကျေးဇူးရှေးအခါကတရောင်းစားများစုဝေးနေထိုင်ရာဒွန်းစနာရွာတရားရှိတယ်ထိုရွာမှာတရောင်းစားကြီးဥပိတိလည်းရှိတယ်တို့များဘဝကံကြောင်းမလားလို့တရောင်းစားဖြစ်ရရှာတယ်လူစင်းရဲပေမဲ့အကျင့်စာရိတ္တမစင်းရဲဖို့တော့အထူးလိုအပ်ပါတယ်လေတရောင်းစားဖြစ်စေတကြွယ်ဖြစ်စေမင်းညီမင်းသားဖြစ်စေအကျင့်စာရိတ္တနဲ့ပြည့်စုံမှလူဖြစ်ရကြိုးနှက်မှာပါငါတို့ဟာစင်းရဲပေမဲ့သူတစ်ပါးပစ္စည်းမခိုးမလူမလိမ်ဘူးသူတစ်ပါးသားမရလည်းမပြစ်မအောင်အရက်သေးစားလည်းမတောက်စားဘူးတို့တောင်းလို့ရတဲ့အထက်ကရဟန်းတန်ဃာများနဲ့တွေ့ရင်လောင်းလူလိုက်ပါသေးတယ်ထမင်းတဆုပ်ကိုလူကြရဲဖေ။ဤသို့လူတိုင်းရတဲ့အကျိုးဆက်ကြောင့်နောင်ဘွားများမှာတရောင်းစားဘွားကနေလွတ်မြောက်ရပါလို့ဤတကားကြီးတောင်းတဲ့စုတိုင်းပြည့်စုံပါစေတည်းအချို့တထေးတွေများကုသိုလ်ကံအကျိုးပေးကောင်းလို့ချမ်းချမ်းသာသာနေရပေမဲ့ရှိတဲ့အထက်ကထမင်းလေးတစ်စုပ်ကိုတောင်သူ့တပားကိုမပေးလူနိုင်ကိုလုံးမှကိုစားရတာဘသူ့ကိုလူရမှာလဲဒီလောကမှာလက်ကားရတာဘာမှမရှိဘူးငါ့ရင်ရှိလာမတောင်းနဲ့ထွက်သွားဟုတ်ကဲ့ဒီနေ့တော့ခွက်ပြည့်ရတယ်မစိုးမဲမုံလဲငါ့ကိုမျောနေရှာရောမယ်အိမ်ပြန်အောင်မမိမကြီးဟောဒီမှာမင်းတို့ထမင်းတွေရလာခဲ့တယ်အဝသာစားပြီတော့ကွယ်တော်နဲ့သူစားမယ်လေငါလမ်းမှာစားပြီးခဲ့ပါပြီကွယ်ဟေးမင်းသာဝအောင်စားစမ်းပါမညာပါနဲ့ရှင်တော်မစားရသေးဘူးဆိုတာကြုတ်သိပါတယ်ရှိရလေးနဲ့အတူတူဝေမျှစားကြတာပေါ့မရှိအတူရှိအတူပေါ့ကျုပ်မှလည်းခြေထောက်တွေကတိတ်မကောင်းတော့တော်နဲ့သူပြင်ထွက်ပြီးမတောင်းနိုင်ဘူးတော့တယောက်တည်းတောင်းရမ်းကျွေးနေရတာအားနာမိပါတယ်လေလင်မယားတွေပဲကွာဘာအားနာစရာလို့လဲစားမာတာစားစမ်းပါမနှက်ပြန်ကြမြောက်ပိုင်းကိုသွားမယ်အဲ့ဒီမှာအလူရှိရပြောလို့ရောင်ရဲနိုင်သူအဖို့ဘဝကကျေနပ်စရာပင်ဖြစ်တယ်မရောင်ရဲနိုင်သူအဖို့ပစ္စည်းဥစ္စာမြညာပင်ရှိစေကမို့ဘဝကပြည့်စုံနိုင်မည်မဟုတ်ပြီဟေးဟဲ့ကလေးဘာဖြစ်လို့ဒီလောက်ငုံနေရလဲကွယ်သူ့ဘိုက်စာလို့ပါသူ့အမေကလည်းပြန်မလာသေးဘူးလေဘိုက်စာတာများမငိုပါနဲ့ကွယ်ရော့ငါမှရှိရဲ့မုတ်တစ်ခုကိုယူလိုက်ဟာချားမယ်အော်တို့ဒုစနာရွာလေးတိတ်ကိုဆင်းရဲလာပါတယ်သူတို့စားဝင်နေရေးအတွက်ငါတခုခုကြံစီမှဖြစ်တော့မယ်
ဥပေတိကနည်းနည်းရရမဟုတ်ပေသူမှာအလွန်အစွမ်းထက်တဲ့ကာရာမန်နီယာများရှိတယ်အများကောင်းကျိုးအတွက်ထိုကာရာမန်နီယာများကိုအသုံးချရန်အချိန်သင့်ပေပြီတခုသောနေ့မှာဥပေတိလည်းရွာမတိတ်တဆိတ်ထွက်လာခဲ့တယ်တရက်တော်သို့ရောက်ရှိခဲ့လေပြီထိုအချိန်ကတရက်သီးပေါ်သောရာသီဖြစ်သည်ဖြင့်တရက်ပင်များ၌အသီးများမရှိပေတရက်သီးမရှိသေးရင်ရှိလာအောင်ငါဆွမ်းနဲ့ဖန်တီးရပေမပေါ့အရင်ဆုံးချောင်းရည်တစ်ခွက်ခတ်ပြီးရနဲ့အဲ့ဒီချောင်းရည်ကိုဂါရာနဲ့မန်းမှုတ်လိုက်မယ်မှန်သောတစ္ဆာငါဆိုပါမည်လူသားကောင်းကျိုးရွက်တယ်ဖို့ဤရည်စင်သည်အစွမ်းတတိပြပါစေတည်းမနေမမြန်းယခုထံဝေဤတည့်ရပင်၌ဖူးငုံပွင့်၍အသီးများဖြင့်ဝေစားစေတည်းဥပေတိကကာရရွတ်ဆိုပြီးထိုရည်စင်ဖြင့်တည့်ရပင်များအားပတ်ဖြန်းလိုက်ရာတခဏအတွင်းမှာပဲအသီးအပွင့်တို့ဝေစားခဲ့လေပြီသည်ကြည့်ပါဦးတိတ်ကိုတင့်တယ်တဲ့တည့်ရပင်ကြီးပါလားနော်တည့်ရသီးများကိုခူးပြီးတောင်းထဲထည့်ပြီးမှပြန်လာခဲ့တယ်ဟောဟိုမှာဥပေတိကြီးပြန်လာပြီတောင်းထဲမှာလဲဘာတွေလဲမသိဝါဝါဝင်းဝင်းနဲ့ဟဲ့ကလေးတွေလာကြတိန်ကိုတည့်ရသီးနှလုံးစီယူသွားကြကွဝေးပြောစရာကြီးငါတို့တော့စားရပြီကွမင်းတို့မိဘတွေကိုလည်းကြွေးဖြစ်အောင်ကြွေးကြနော်ကောင်းမှုပြုတဲ့အရာသာဆိုတာဒါကိုကွကလေးများပျော်ရွှင်နေတာကိုကြည့်ပြီးဥပေတိရင်နဲ့ပြုံးမပြတတ်အောင်ကြည်နူးဝမ်းသာခဲ့ရတယ်ပိုရာလေးတွေဈေးထဲသွားရအောင်မယ်ထိုအချိန်ကတည့်ရသီးပေါ်ချိန်မဟုတ်၍ရှားပါပစ္စည်းဖြစ်သည်ဖြင့်ဈေးကြီးပေးကအလူရက်ဝယ်ယူကြတယ်ရာတုံးလေးများများဝယ်ထားမှကျုပ်ကို10လုံးကျုပ်က9လုံးရမယ်ပြိုးဦးလေးကြီးကျုပ်တော့လည်းခြံထားအောင်နော်မကြံပါဆိုလို့ဒီနေ့ကတော့တည့်ရသီးတဲ့ရဲ့အယောင်တွတ်တဲ့နေ့ပဲဟေ့အချိန်တိုအတွင်းမှာပဲအားလုံးရောင်းလိုက်ရတယ်နောက်ရက်တွေမှာလည်းရှိသေးရင်ကျုပ်တော့များများခြံထားပေးပါထို့ချိန်မောင်နန္ဒအမိရှိသောလူလင်တယောက်သည်လည်းတက္ကသိုလ်ပြည်တိတာပေါမောက္ခဆရာကြီးထံမှပညာရက်များကိုသင်ယူပြီးနေရက်တို့ပြန်လာလေတယ်ငါမွေရမရောက်ဖြစ်တာကြာပေါ့ဈေးထဲတွင်တည့်ရသီးရောင်းနေသောဥပေတိနဲ့စုံနေဟင်အံ့ဩဖွယ်ပါလားဒီချိန်ကတည့်ရသီးပေါ်ချိန်မှမဟုတ်ပဲတည့်ရသီးတွေပေါ်လာအောင်သူဘလို့များလှုပ်လိုက်တာပါလေဧကန်ကတော့ဂါရာမန်နီယာအစွမ်းနဲ့ဖန်တီးလိုက်တာပဲဖြစ်ရမယ်သူစီကပညာတွေကိုငါလိုချင်လိုက်တာတကယ်လို့များသူစီကပညာတွေကိုရမယ်ဆိုရင်ငါခဏလေးနဲ့ကြီးပွားသွားနိုင်တယ်ဒါပေမဲ့ तू ကလည်းလွယ်လွယ်နဲ့တော့ပေးမှာမဟုတ်ဒါကြောင့်သူ့အကြောင်းကိုအရင်ဆုံးလေ့လာပြီးမှသူ့ထံမှာချင်းကပ်ရမယ်လက်ဆက်သက်တော့သူကဒုံစနာရွာကကိုအမျိုးကလည်းနှိမ့်ကြလိုက်တာငါလိုတက္ကသိုလ်ပြည်ကပညာသင်ပြီးပြန်လာတဲ့သူကဒုံစနာထံမှာတပည့်ခံရမှာတင့်တော်ပါမလားဘာပဲဖြစ်ဖြစ်လေပညာလိုချင်မှတော့တီးခံပြီးတော့တပည့်ခံရမှာပဲမောင်နန္ဒကဥပေတိတို့မိသားစုရဲ့အခြေအနေတွေကိုတိတ်တဆိတ်လေ့လာထားတယ်သူပြင်သွားရင်အိမ်မာကအဖွားကြီးတယောက်တည်းကြံခဲ့တာကိုဒါကြောင့်အဖွားကြီးထံမှာငါအရင်ဆုံးကပ်ရမယ်အဖွားရဲ့ကျွန်တော်ကတက္ကသိုလ်ပြည်ရဲ့ပညာသင်ပြီးပြန်လာခဲ့တဲ့သူပါအခုကျွန်တော်မှာတဲခိုစရာနေရအခက်ခဲဖြစ်နေလို့အဖွားတို့အိမ်မှာခိတခဏတဲခိုခွင့်ပြုပါနော်အိမ်မှုကိစ္စတွေကိုလည်းကုညီဆောင်ရွက်ပေးပါမယ်ခမညာအေးပါကွယ်အခက်ခဲဖြစ်နေသူကိုကုညီရတာအဖွားတို့လည်းကုသိုလ်ရပါတယ်ဒါကြောင့်ဒီအိမ်မှာအဆင်ပြေသလိုတဲခုန်နိုင်ပါတယ်ငါမီးရဲ့ကျေးဇူးတင်လိုက်တာဖွားရဲ့ဟေးမောင်နန္ဒကလည်းအိမ်မှုကိစ္စအဝါဝါကိုမလင့်ဟင်းရအောင်ကြိုးစားလှုပ်ဆောင်ပြတယ်သူရောက်လာတာအတော်ကံကောင်းတာပဲငါလည်းအိမ်မှုကိစ္စတွေတိတ်လှုပ်เสียမလို့တော့ဥပေတိရောက်လာမှဒီကိစ္စကိုဝမ်းသာအားရပြောပြရမယ်ဥပေတိကထိုကိစ္စကိုတိတ်သဘောမကျပေဆရာသမားပြန်ရောက်လာပြီနေစရာအခက်ခဲရှိတဲ့သူကိုကူညီရတာကိုတော့ငါလက်ခံပါတယ်ဒါပေမဲ့သူ့ရဲ့ဥပရိယုတ်ကိုကြည်ရတာတိတ်ရိုးသားပုံမပေါ်ဘူးငါတို့အိမ်ကိုအကြံနဲ့လာတာပဲဖြစ်ရမယ်ခတ်တာကငါဇနီးကလည်းသူ့အပေါ်မှာတားရင်တယောက်လိုအားကိုးနေရှာတယ်ဘာပဲဖြစ်ဖြစ်အခြေအနေကိုတော့စောင့်ကြည့်ရမှာပဲလေတခုသောနေ့မှာဥပေတိမရှိခိုက်မောင်နန္ဒကအခွင့်အရေးတစ်ခုတောင်းဆိုလာတယ်ဥပေတိထံကပညာတွေကိုကျွန်တော်သင်ယူလိုပါတယ်ဒါကြောင့်အဖွားကိုယ်တိုင်ကူပြောပေးပါနော်ပြောပေးရမှာပေါ့ငါမီးရဲ့ပညာဆိုတာတိမ့်ထားလို့ဘာအကျိုးရှိမှာလဲဖြန့်ဝေပေးမှအကျိုးရှိမှာပေါ့တော်တတ်ထားတဲ့ပညာတွေကိုဟိုတငယ်လေးကိုသင်ပေးလိုက်ပါလားငါထင်တယ်တနေ့ဒီခွင့်ရေးတောင်းဆိုလာမယ်ဆိုတာကိုပေါ့ဒီပညာကိုသင်ပေးဖို့မပူစားပါနဲ့မိမရဲ့ဒီပညာကသူနဲ့မထိုက်တန်ပါဘူးအိုးတော့ဘာလို့မထိုက်တန်ရမှာလဲသူကတိတက်တဲ့လူလိမ္မာလေးပါဒီပညာကြောင့်ကြီးပွားချမ်းသာနိုင်တယ်လို့ဒီပညာကြောင့်လည်းပျက်စီးနိုင်ပါတယ်
ဟုတ်တော့ဘာပဲဖြစ်ဖြစ်သူ့ဒီပညာရေးသင်ဖြစ်အောင်သင်ပေးလိုက်စမ်းပါဇနီးဖြစ်သူကအချိန်ချင်းတောင်းပန်သဖြင့်ဥပေသည်လည်းထိုပညာကိုမောင်နန္ဒအားသင်ပေးရန်ဆုံးဖြတ်လိုက်တယ်အေးပါကွာငါနဲ့အတူတရက်တော့ကိုလိုက်ခဲ့ပြီးတော့မောင်နန္ဒယေးငါ့ကိုပညာရေးသင်ပေးမတဲ့ပျော်လိုက်တာကွာဟိုရောက်မှမင်းလိုက်နိုင်ရမယ့်စီကန်းတွေကိုပြောပြပါမယ်ဥပေသည်နဲ့မောင်နန္ဒတို့နှစ်ယောက်သားတရက်တော့တဲ့ကိုဝင်လာခဲ့ကြတယ်ဒီကာရာကိုအသုံးပြုမဲ့သူဟာစိတ်ကောင်းရှိဖို့အထူးလိုအပ်ပါတယ်ငါလဲငါဖိုးစီကဒီကာရာကိုလက်ဆင့်ကမ်းပြီးတည်လာခဲ့တာပါအခုမင်းကိုလက်ဆင့်ကမ်းရတော့မယ်အရေးတကြီးတတိပေးချင်တာကဆရာကိုဘယ်တော့မှမမေ့ပါနဲ့တစုံတစ်ယောက်ကမင်းဆရာဘာတူလဲလို့မေးလိုက်ရင်အမှန်တိုင်းပြောဆိုပါလိန်ညာပြောဆိုမယ်ဆိုရင်တော့မင်းတတ်ထားတဲ့ကာရာမန်နီယာတွေကအလိုလိုပျောက်ကွယ်သွားပါလိမ့်မယ်ဟုတ်ကဲ့ဆရာကျွန်တော်အမှန်တိုင်းပြောပါမယ်ကဲဒါဖြင့်အလုပ်စားလိုက်ကြစို့ဥပေတီကခွက်ငယ်တဲ့ကိုရေးထည့်၍ဂါရာမန်နီယာများကိုတင်ပေးလိုက်တယ်ဂါရာကရိုးရိုးရှင်းရှင်းလေးနဲ့လွယ်လွယ်လေးကိုမောင်နန္ဒလည်းထိုဂါရာကိုအလွတ်ရသွားခဲ့လေပြီကဲအခုတခါမင်းကိုယ်တိုင်ရွတ်ဆိုပြီးလက်တွေစမ်းသက်ကြည့်ပြီးတော့ဟုတ်ကဲ့ဆရာမောင်နန္ဒလည်းဂါရာကိုအောင်မြင်စွာလက်တွေစမ်းသက်နိုင်ခဲ့လေပြီကဲငါတက်တဲ့ပညာရက်တွေကိုမင်းကိုလက်ဆင့်ကမ်းပြီးအမွေပေးခဲ့ပြီးပညာကိုအသုံးချပြီးလက်တွေဘဝမှာကောင်းစွာရပ်တည်နိုင်ပါစေကျေးဇူးကြီးမားလာပါတယ်ဆရာမောင်နန္ဒလည်းဆရာကိုရှင်ခိုးနှုတ်ဆက်၍လောကကြီးထဲပြန်တန်းခဲ့လေပြီသည်မောင်နန္ဒကလည်းဂါရာအစွမ်းနဲ့တည့်ရသီးများကိုဖန်ဆင်း၍ဈေးထဲ၌ရောင်းချလေတယ်ဘရင်ထံ၌အမှုထမ်းနေသောဥယျာဉ်မှူးတယောက်ကလည်းမြင်သွားလေပြီအိုးကြည်စမ်းမအောင်ထူးဆန်းလာတဲ့တည့်ရသီးတွေအချိန်အခါမဟုတ်တီးနေလိုက်တာငါလိုဝိုင်းရဲ့ဥယျာဉ်မှူးတယောက်တောင်ဒီလိုမဆိုင်ပြိုးနိုင်ထိုဥယျာဉ်မှူးကတည့်ရသီးများကိုဝယ်ပြီးမင်းကြီးထံဆက်သားလိုက်တယ်သုံးဆောင်တော်မူပါဖေဟာအလိုအစင်းအနံ့အရသာနဲ့ပြည့်စုံလိုက်ပါပြီကွယ်မောင်မင်းဒီတည့်ရသီးကိုဘယ်ရပါသလဲမြို့ရဲကတည့်ရသီးတဲ့ထံကရကြောင်းပါဖေဟာအဲ့ဒီတည့်ရသီးတဲ့ကိုငါကိုတော့တွေ့လို့တယ်ရှေ့တော်ကိုတွင်ဆန်းဟဲ့မင်းကြီးကအခေါ်ခိုင်းသဖြင့်မောင်နန္ဒလည်းနန်းတွင်တို့ရောက်လာလေတယ်ငါ့ကိုဘာကြောင့်များအခေါ်ခိုင်းတာပါလဲတန်တက်ဖို့တော့မဟုတ်တန်ရဟော်ရီတည့်ရသီးကမောင်မင်းရဲ့တည့်ရသီးဆိုတာဟုတ်တလားကွဟုတ်မှန်ကြောင်းပါဖေဟာအချိန်ခါမဟုတ်ပဲတည့်ရသီးတွေတီးလာအောင်မောင်မင်းဘလို့လှုပ်လိုက်တာလဲမှန်လားပါကျွန်တော်မျိုးတတ်ထားတဲ့ဂါရာမန်နီယာအစွမ်းနေနဲ့တီးစီကြောင်းပါဖေဟာကောင်းလီစွာကောင်းလီစွာငါရဲ့နန်းတွင်မှာလဲဒီလိုအစွမ်းထက်တဲ့ဥယျာဉ်မှုရှိရင်တိတ်ကောင်းပါပဲဒါကြောင့်မောင်မင်းကိုယနေ့မှစပြီးဥယျာဉ်မှုအဖြစ်ခန့်အပ်လိုက်ပါပြီဝမ်းသာကြောင်းပါဖေဟာဒီလိုနဲ့မောင်နန္ဒလည်းဘရင်ဥယျာဉ်မှုအဖြစ်ကိုရောက်ရှိခဲ့လေပြီငါရဲ့ဘဝအဆင့်မြင့်သွားပြီငါဟာအရင်လိုအညာတရမောင်နန္ဒမဟုတ်တော့မောင်နန္ဒကဘရင်ဥယျာဉ်တော်မှတရက်ပင်များကိုအသီးပွင့်များဖြင့်ဝေစားလာအောင်ဖန်တီးလိုက်တယ်ဟဲဟိုမှာချက်ချင်းကိုအသီးတွေတီးလာပါရောလားအံ့ဖွယ်ပနမ်းမယ်မင်းကြီးကလည်းသဘောကျတော်မူတဲ့အတွက်မောင်နန္ဒအားစုတော်လက်တော်များစွာချီးမြှင့်မြောက်စားတော်မူတယ်စီးစိမ်အချမ်းရံများကြားဝဲမောင်နန္ဒတယောက်ရင်မူးတာယာခဲ့လေပြီဟဲ့တပည့်ကျော်ကြီးငါ့ကိုယမကဆက်တာအောင်ဟာအသင်ဖြစ်ပါပြီသခင်ကြီးဟဲ့ကလေးမတွေငါ့ကိုကပ်ပြဖြောပြကြလေကောင်းကောင်းဖြောပြနိုင်သူကိုစုတော်ငွေတွေများများချမယ်ပညာသင်ပေးခဲ့သောဆရာသခင်ကိုလည်းသတိမရတော့တခုသောနေ့မှာအသီးပွင့်များဖြင့်ဝေစားနေသောတရက်ဥယျာဉ်ကိုကြည့်ပြီးမင်းကြီးကမောင်နန္ဒအားမေးတော်မူတယ်ဟဲ့မောင်နန္ဒဒီလောက်အစွမ်းထက်လာတဲ့ကာရာကိုသင်ပေးလိုက်တဲ့တင့်ဆရာကဘသူများလဲကွအဲ့ဒါမှဒုက္ခငါဆရာကဒွန်စနာကြီးပါလို့ဖြေလိုက်ရင်ပြိတ္တအလင်းမှာငါအရှက်ကြီးကွဲရတော့မယ်ငါလဲကာရာကိုအလွတ်ရပြီဆိုတော့မေးစရာအကြောင်းမရှိတော့ပါဘူးငါလဲအရှက်မကွဲအောင်အစဉ်ပြေတယ်လို့ကြည့်ဖြေလိုက်တော့မယ်မှန်လားပါဒီကာရာကိုသင်ပေးလိုက်တဲ့ဆရာကတော့တက္ကသိုလ်ပြည်မှာတိတာပေါမောက္ခဆရာကြီးဖြစ်ပါတယ်ဖေဟာတေတော်တဲ့ဆရာကိုဆရာကောင်းလို့လေတပည့်ကောင်းပေါ်ထွက်လာတာဖြစ်ရမယ်ဒီလိုနဲ့ရက်အတန်ငယ်ကြာမြင့်ခဲ့လေပြီငါကိုတော့ဥယျာဉ်တော်တွေကတည့်ရသီးကိုစားလို့တယ်မောင်နန္ဒကိုခေါ်စမ်းခေါ်တော့လေလာရတာပါဂါရာမန်နီယာအစွမ်းနဲ့ဟော်ရီတရက်ပင်ကိုအသီးတွေတီးလာအောင်ဖန်တီးပေးစမ်းပါကွယ်ဒီကိစ္စကကျွန်တော်မျိုးအတွက်အသေးဖွဲလေးပါခေတ္တဆောင်တော်မူပါဖေဟာထိုအခါမှမောင်နန္ဒအတွက်အခက်ကြီးခက်မှန်တီးရတော့သည်ဟင်ငါဂါရာကိုမေ့သွားပြီတရိယာစမ်းမဟဲ့မြင်မြန်သာတရိယာလိုက်ပါတော့လားငါဘာကြောင့်များဂါရာကိုမေ့သွားရပါလဲအเจ้าမှာသူ့ရဲ့ဆရာကိုဒွန်စနာကြီးလို့မဖြေပဲတ
တက္ကသိုလ်ပြီးမှတိတာပေါမောက္ခဆရာကြီးလို့လိန်ပြောကြတဲ့ကဂါသာကွယ်ပြောက်သွားခဲ့ခြင်းဖြစ်ပါတယ်။ငါတက်တလောက်မတ်တလောက်ညံလေးနဲ့ရွတ်ဆိုကြည့်လိုက်မယ်။အဆက်တော့အကွဲမခံနိုင်။အုံရှုံပေါ်ရှင်ပြရှင်မွေးရှုံမလို့တောင်းဝကဖာပြရဖာကပြဖောင်းနဲ့ဖာဖောင်းတောင်ပေါ်ရှန်ကလေးရှော့ထန်းလို့ပြီးတိုးရရှော့ကတိုးရှည်ရရှော့ရှည်ဟဲ့မောင်နနာအခုရွတ်ဆိုတဲ့ကာရာကအရင်ကာရာနဲ့လည်းမတူတော့ပါလား။ပြီးတော့အစွမ်းလည်းမပြတော့ပါလားဟဲ့မတတ်တာတဲ့အစုံမောင်နနာလည်းအမှန်ကိုတာဝန်ခံတော့တယ်။တိခန့်တော်မူပါအရှင်ဖေ။အရင်တစ်ခေါက်အရှင်မင်းကြီးမိတော့ကကျွန်တော်မျိုးရဲ့ဆရာဟာတိတာပေါမောက္ခဆရာကြီးပါလို့လိန်ညာပြောဆိုခဲ့မိပါတယ်။တကယ်တော့ကျွန်တော်မျိုးရဲ့ဆရာအစ်စ်ကဒွန်းစနာကြီးဖြစ်ပါတယ်ဖေ။အဲ့လိုလိန်ညာပြောဆိုခဲ့တာကြောင့်ကျွန်တော်မျိုးတတ်ထားတဲ့ကားတွေကွဲပြောက်သွားပါပြီဖေ။တဲ့လေမိုင်မဲတဲ့တငယ်ကိုဟဲ့ကို့ကိုပညာသင်ပေးခဲ့တဲ့ဆရာပေါ်မှာတော့ပြစ်မှားပြောဆိုခဲ့တာကိုကျေးဇူးကမ်းတဲ့မောင်နန္ဒကိုငါနန်းတော်မှာချက်ချင်းနှင်ထုတ်စီလာခဲ့မောင်နန္ဒလည်းခိုးကိုရမယ်ဘဝဖြင့်နန်းတော်ထဲမှာထွက်ခဲ့ရလေပြီငါရဲ့အတုံးမကျမှုတွေကြောင့်ကြီးမားတဲ့အခွင့်အရေးကြီးတစ်ခုဆုံးရှုံးခဲ့ရပြီငါလောက်မိုက်မဲတာရှိနိုင်မအောင်တော့မလားဟဲ့ကောင်မင်းဒီနေရာကိုဘယ်တော့မှပြန်မလာနဲ့တကယ်လို့များဂါရာကိုပြန်ပြီးတက်မြောက်မယ်ဆိုရင်အရင်လိုဘဝမျိုးပြန်ပြီးရနိုင်သေးတယ်ဒါကြောင့်ငါအပြစ်တွေကိုဆရာထံမှာဝန်ခံမယ်ပြီးတာနဲ့အတစ်တဖန်ဂါရာကိုပြန်တင်ပြီးနန်းတွင်းကိုပြန်သွားမယ်ဥပိတိကလည်းမောင်နန္ဒအားပြန်ပြီးလက်မခံတော့ပြီမဖြစ်နိုင်တော့ပါဘူးငါတပည့်ရဲ့ဒုတိယအကြိမ်ပြန်ပြီးတင်ပေးဖို့ဆိုတာကလည်းမဖြစ်နိုင်တော့ငါကလည်းမင်းကိုတရားသဖြင့်ပညာတွေတင်ပေးခဲ့ပြီးပြီမင်းကလည်းတရားသဖြင့်ပညာကိုတင်ယူခဲ့ပြီးပြီငါတန်တန်ဆုံးမတဲ့ကြားကဆရာကိုညှင်းပယ်ခဲ့လို့ခုလိုဒုက္ခရောက်ရတာမင်းထိုင်နဲ့မင်းကံပဲရှိပါစီတော့ကွယ်မောင်နန္ဒလည်းဆရာထံမှာပညာကိုမရသဖြင့်စိတ်တက်ကြပြီးပြန်လာခဲ့ရတယ်ငါဘွားကဘာများအသုံးကျသေးလို့လဲငါကယူကျုံမရဖြစ်မိတယ်နောက်ဆုံးဝမ်းနည်းမှုကိုမထိန်ချုပ်နိုင်တော့ပဲနှလုံးကွဲကတောရက်မှာပင်တေပွဲဝင်ခဲ့ရရှာလေသည်ကောင်းမွန်သောအသက်ပညာများကိုသင်ပေးသောဆရာသခင်တို့၏ဂုဏ်ကျေးဇူးကကြီးမားလာပေတယ်တို့ဖြစ်၍ဆရာသခင်အားဘယ်သောအခါမှမပြစ်မှားသင်ပေဗုဒ္ဓအကူတော်အနန္တောယတသရုသာဥရဝေလာတော်အနီးရွာကြီးတရွာမှတထေးသမီးသူဇာတာဟာညောင်မင်းကြီးထံလာ၍သားစုပန်လေးရှိတယ်ကျွန်တော်မျိုးမှတားယောက်ျားလေးတအူမွေးဖွားရလိုပါ၏မွေးဖွားလာခဲ့ပါကအရှင်ညောင်မင်းဆောင်နှမင်းကြီးအားယခုထပ်ပို့ပြီးပူဇော်ပသပါမယ်ထို့ဆုတောင်းအမှန်တကယ်ပြေခဲ့လေပြီသူဇာတာထံမှတားယောက်ျားလေးတအူဖွားမြင်လာတယ်ဒါညောင်မင်းဆောင်နှမင်းကြီးရဲ့ကျေးဇူးကြောင့်မွေးဖွားနိုင်တာဒါကြောင့်ညောင်မင်းဆောင်နှမင်းကြီးကိုအခုထပ်ပို့ပြီးပူဇော်ပသရမယ်ဖေးသူသားလေးကိုဟာငါကိုယ်တိုင်နှုတ်တနာဆုံးကိုချက်ပြီးမှပူဇော်မဟဲ့မေပုံနာညောင်မင်းကြီးစီသွားပြီးတန်ရှင်းလှုပ်ထားလိုက်ပါအောင်နှုတ်တနာချက်မှအဲ့ကိုငါလာခဲ့မယ်ဟုတ်ကဲ့မမေပုံနာလဲညောင်မင်းကြီးရှိရာစီတို့ထွက်လာခဲ့တာပေါ့အပင်ချီရင်ကမြက်တွေရှင်းရမယ်ပြီးရင်တပြက်စီးလင်းမယ်ထိုချိန်ကဖះအလောင်းတော်တိတ်ထတာဟာဥရဝေလသုံးမှာ6နှစ်တိုင်တရားကျင့်နေသောအချိန်လည်းဖြစ်တယ်တိတ်ထတာလည်းထိုညောင်မင်းအောက်မှာပဲထက်ဝယ်ဖွဲ့ခွေထိုင်နေတော်မူတယ်ဟင်သူ့ဘသူများပါလေညောင်မင်းဆောင်နမင်းကြီးများလားငါတို့ကပူဇော်ပသမယ်ဆိုတာသိလို့ကိုထင်ပြလိုက်တာပဲဖြစ်ရမယ်မဲပုံနာလဲဝမ်းသာလွန်းတဲ့အတွက်အိမ်တို့သာအမြန်ပြန်လာခဲ့တယ်ဒီကိစ္စငါသခင်မကိုပြောပြရမယ်ဟင်ဟုတ်လားဒီလိုဆိုရင်ဖြင့်ငါလဲညောင်မင်းဆောင်နမင်းကြီးကိုဖူးကျင်လာပြီအခုပဲသူ့ထံသွားတော့မယ်သူဇာတာလဲအဖိုးတသိန်းထိုက်သောရွှေခွက်ထဲနို့တနာကိုထည့်ပြီးမှထွက်လာလေအိုးဟုတ်တာပဲညောင်မင်းဆောင်နမင်းကြီးကကိုထင်ပြနေပါရောလားဟောဒီရွှေခွက်နဲ့တကွနို့တနာဆုံးကိုလှူဒန်းပါတယ်ကျွန်တော်မျိုးမရဲ့လူဝင်ဆန္ဒပြေဝခဲ့တယ်လို့အရှင်နမင်းကြီးရဲ့လူဝင်ဆန္ဒများလဲပြေဝပါစီနောက်များမှာလဲအခါအခွင့်တင့်တယ်လို့ပူဇော်ပသပါမယ်အလောင်းတော်တိတ်ထတာကစွန့်ဖုံးပေးပြီးနောက်ရွှေခွက်ကိုယူ၍နေရင်စရာမြစ်စိတ်ကိုဆင်တော်မူတယ်ယနေ့ငါဖျားဖြစ်မိဆိုပါကရွှေခွက်သည်ရေညာသို့ဆန်သက်စီဖျားမဖြစ်ကရေစုံသို့မျောစီတိတ်ထတာရဲ့အဋိဋ္ဌံကြောင့်ရွှေခွက်သည်ရေညာသို့ဆန်သက်ခဲ့လေပြီသည်ထိုနေ့မှာပင်တိတ်ထတာဟာတပညုတရွှေညံတော်ကိုရကဗုဒ္ဓအဖြစ်တို့ရောက်ရှိခဲ့လေပြီသူဇာတာရဲ့သားဖြစ်သောယတသရုသားလည်းအရွယ်ရောက်လာပြီဖြစ်တယ်မိဘများရဲ့ကျေးဇူးကြောင့်ငါမှမတောင့်မတမကြောက်မကြနေထိုင်ရတယ်ငါလိုချင်တာမှန်သမျှအကုန်ရနိုင်တဲ့ဘဝပါလားယတသရုသားအားအပြိုကညာများစွာတို့က
နေ့စဉ်နေ့တိုင်းတီဆိုတီးမုတ်ကပြဖြောပြကြရတယ်သူတို့ရဲ့အလားပလေးတွေကငါအတွက်ဘယ်တော့မှမယူနိုင်ပါလားကွယ်အတန်လေးကလည်းတားရပါပြီရဲ့တီးသချင်းတွေကလည်းတနေ့တစ်မျိုးမယူနိုင်ဘူးဒီလိုတော်လို့လေသူတို့ကငါအရန်သဘောကျမိတာပေါ့တခုတော့ည၌ကချီသေးတို့မှာကြာရှည်စွာမကနိုင်တော့ပဲမောပန်းလာကြတယ်ယတသူတို့သားကလည်းစောစည်းစွာပင်အိပ်ရဝင်လာခဲ့တယ်သူတို့လည်းအိပ်ငါလည်းအိပ်ဟွာအိပ်လို့လည်းမပြောပါလားအပေါ့ပါသွားအောင်မယတသူတို့သားဟာတရေနိုးတဲ့အခါနှစ်ချိုက်ချိုက်အိပ်ပျော်နေတဲ့ကချီသေးများကိုတွေ့မြင်သွားလေပြီဟင်ကြည်စမ်းမအောင်အိပ်နေလိုက်ကြတာများတိုးလို့တချို့ကလည်းပါဇက်တွေပွင့်တချို့ကလည်းတရေတွေယူစီးကြအပုပ်နှံ့နေထွက်တချို့ကြတော့လေကိုဝစ်ထားတဲ့ထမိန်အောင်မနိုင်ကြတော့ပါလားအယုတ်ဆိုးအကြီးတန်လိုက်တာအစတုန်းကတော့သူတို့အားလုံးကိုအယမ်းလှတယ်လို့ငါစိတ်ထဲမှာထင်ခဲ့မိတာမှားလီစွာခုမှအပုပ်ကောင်တွေရုပ်ဆောင်ထားမှန်းသိရတော့တယ်ငါအဖြစ်ကလူသေးကောင်တော်ကြီးတွေကိုရောက်နေတယ်လို့ပါပဲလားတော်ပြီသူတို့အားလုံးပေါ်ငါစိတ်ကုန်သွားပြီယတသူတို့သားလဲစိတ်ပြက်သဖြင့်အိမ်ပေါ်မှဆင်းလာခဲ့တယ်ခြေဥတရသွားလိုက်အောင်မယ်ထိုအချိန်ကဗုဒ္ဓဘုရားရှင်ဟာမိဂရာဝုံမှာနန္ဒီယတတိကြီးဆောက်လုပ်လူရန်အတော်ကြောင်း၌တရင်သုံးနေတော်မူသောအချိန်လည်းဖြစ်တယ်သူလာပါစေလေသူလာခြင်းဟာကောင်းသောလာခြင်းယတသူတို့သားလဲခြေဥတရလျှောက်သွားရာမိဂရာဝုံတော်ကိုရောက်ရှိခဲ့လေပြီမြတ်စွာဘုရားရှင်ကလည်းကျောင်းတော်နဲ့မနီးမဝေးအရက်မှာဇင်းကြံလျှောက်ရင်းယတသူတို့သားရောက်လာမဲ့အချိန်ကိုစောင့်ကြိုတော်မူလေတယ်ယတသူတို့သားအနီးသို့ရောက်လာပြီဆိုမှထိုင်တော်မူပြီးရောင်ကြီးတော်ကိုလွတ်တော်မူတယ်ဟောရောင်ကြီးတော်တွေပါလားဒါဗုဒ္ဓကငါ့ကိုလမ်းပြလိုက်တာပဲဖြစ်ရမယ်ဒီရောင်ကြီးတော်တွေရှိရာအတိုင်းငါဆက်လျှောက်သွားမယ်များမကြာမီမှာပဲယတလည်းဗုဒ္ဓဘုရားရှင်ထံမောက်ကိုရောက်လာခဲ့လေပြီအရှင်ဖေဟာတပည့်တော်ခံစားဆန်စားနေရတဲ့စည်းစိမ်များကိုစွန့်ခဲ့ပါပြီကောင်းလီစွာချစ်တာဝိတ္ထုအာယုံကာမဂုဏ်စည်းစိမ်ဆိုတာချမ်းသာအစစ်မဟုတ်ပါအိမ်၌ယတသူတို့သားပျောက်သွားသဖြင့်မိဘနှစ်ပါးတို့မှာစိတ်ပူလျက်ရှိတယ်တထေးကြီးကျုပ်တို့ရဲ့သားလေးမရှိတော့ဘူးဘလို့လောက်ကြမလဲဘလို့လောက်ရမှာလဲမတွေ့အောင်လိုက်ရှာရမှာပေါ့ကွယ်တထေးကြီးလည်းသားပျောက်ကိုရှာရန်အိမ်မထွက်လာခဲ့တယ်ငါသားလေးကလည်းဘာစိတ်ကူးပေါက်ပြီးအိမ်ရထွက်သွားရတယ်မသိရင်လေးရပါတယ်ငါတို့တွေလည်းသူ့ပေါ်စူတာငေါက်တာလည်းမရှိရပါဘူးငါသားလေးဘာမှမဖြစ်ပဲဘေးရန်ကင်းရှင်းပါစေတထေးကြီးလည်းသားပြောက်ကိုလိုက်ရှာရင်းမိဂရာဝုံတော်ကိုရောက်ရှိခဲ့လေပြီအခုချက်ချင်းသူတို့သားဖားနှစ်ယောက်ကိုပေးသွေးလို့မဖြစ်ပေးသွေးလိုက်တာနဲ့သူတို့ရဲ့တရားအလုပ်တွေပြတ်သွားနိုင်တယ်ဒါကြောင့်ယတသူတို့သားကိုတထေးကြီးမမြင်အောင်တကိုးနဲ့ကွဲထားလိုက်မယ်သားလေးရေယတဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရားတပည့်တော်ရဲ့သားလေးကိုမြင်မိပါသလားဖေဟာမနက်ကလေးကသားလေးပျောက်သွားလို့တပည့်တော်ရဲ့ရင်တွေပူလောင်လာပါပြီအမြန်ဆုံးပြန်တွေ့မှဖြစ်ပါတော့မယ်ဖေဟာအိုးတထေးကြီးအရေးတကြီးမပြုတ်ပါနဲ့မကြခင်မှာပဲတင့်ရဲ့သားကိုဟော်ရီနေရမှာပဲတွေ့မြင်ရပါလိမ့်မယ်မြတ်စွာဘုရားထံကစကားကိုကြားရမှတထေးကြီးလည်းစိတ်သက်သာရာရသွားတယ်ပြီးနောက်မြတ်စွာဘုရားကဒါနကထာသီလကထာအစရှိသည်တို့ကိုအစဉ်အတိုင်းဟောတော်မူရာဒေသနာတော်အဆုံးမှာတထေးကြီးလည်းသောတာပန်တိစခန်း၌တည်လေပြီအရှင်ဘုရားရဲ့တရားတော်ကိုနာကြားခွင့်ရတာဟာနဝရက်ကြောက်ထုတ်ကိုရလိုက်သလိုလမ်းမနေတဲ့သူကိုလမ်းမှန်ပြသလိုမှောက်ထားတဲ့အိုးကိုလှန်ပြလိုက်သလိုအမောင်ထဲမှာစီမီထွန်ပြလိုက်သလိုတန်ဖိုးရှိလာပါတယ်ဒီနေ့ကစအစပြုလို့အရှင်ဘုရားကို၎င်းအရှင်ဘုရားဟောတဲ့ဓမ္မကို၎င်းအရှင်ဘုရားရဲ့တပည့်သားများဖြစ်ကြတဲ့တန်ဃာကို၎င်းတပည့်တော်ကိုးကွယ်ပါပြီဖေဟာယတသူတို့သားလည်းမွေးတဖခင်အားဟောကြားသောတရားတော်ကိုနာယူရသဖြင့်လူဝိနှင့်ပင်ကိလေသာကင်းကွာယဟန္တာအဖြစ်ကိုရောက်ရှိခဲ့လေပြီထိုအခါမှမြတ်စွာဘုရားရှင်ကသားဖားနှစ်ယောက်ကိုအချင်းချင်းမြင်စေတော်မူတယ်ဟောငါသားရဲ့ငါသားကိုမင်းမေစိတ်ပူနေပြီအိမ်ကိုပြန်ကြရစို့နော်တင်သားဟာအာတဝေါကင်းကွာယဟန္တာဖြစ်ခဲ့ပါပြီတထေးကြီးဒီလိုဆိုမနှက်ဖြန်မနှက်မှာအရှင်ဖျားနဲ့တကွသားတော်ကိုပါဆွန်စားပင့်ပါရဲ့ဖေဟာတပည့်တော်အိမ်တို့ကြွတော်မူပါဖေဟာတထေးကြီးလည်းဆွန်စားပင့်ပြီးနောက်အိမ်တို့ပြန်သွားလေပြီငါသားလေးအတွက်ငါရင်လိုမစိုးရင်ရတော့ပါဘူးလေအခုဆိုရင်ငါသားလေးဟာ
မြင့်မြတ်တဲ့ယဟန္တာအဖြစ်ကိုဆိုက်ရောက်သွားပြီဒီเจ้าကိုသိရင်သူ့ဇာတာလည်းတိတ်ကိုဝမ်းသာရှာမှာပဲအရှင်ဖေဟာတပည့်တော်အရှင်ဖေရဲ့သာသနာတော်မှာယဟန်ပြုလိုပါတယ်ဖေဟာအေဟိဘိက္ခုဖေဟာရှင်ကအေဟိဘိက္ခုခေါ်ကားမြဖြင့်ယတသရိုသားလဲစံမုတ်စိတ်ရိပ်ပြီးဝါ60ရပြီးတော့မထေကြီးကဲ့သို့ဖြစ်သွားခဲ့လေပြီသည်ဗုဒ္ဓဖေဟာရှင်ရဲ့ကျေးဇူးတော်ကြောင့်ယတသရိုသားလဲယဟန္တာအဖြစ်သို့ဆိုက်ရောက်ခဲ့သလိုတထေကြီးလဲသောတာပန်အဖြစ်သို့ဆိုက်ရောက်ခဲ့လေပြီဗုဒ္ဓဖေဟာရှင်ရဲ့ဂုဏ်ကျေးဇူးများကချီးမွမ်း၍မကုန်နိုင်အောင်ရှိလေတော့တည်းအာစရိယကုနောအနန္တောကျိန်တန်သူများပစ္စည်းခိုးမှလားကဲကွာအမလေးကြောက်ပါပြီဆရာရဲ့ဘာယနတိပီကိုအုပ်ဆိုးသောမင်းကြီး၌သားတော်တစ်ပါးရှိရာငညိုးဟုအမိသွင်းနေငါသားတော်ဘဲမှာလေသူ့ပေါင်းဖော်များနဲ့မြို့ပြင်ထွက်ပြီးတည်ရတောက်ထွက်နေကြောင်းပါဖေဟာဟဲတချိန်မှာတိုင်းပြည်ရဲ့ဘရင်ဖြစ်လာမဲ့သူကမူယူတောက်စားလို့ပါလားဟဲ့သူ့အချိန်တွေကအရှင်မင်းကြီးထင်ထားတာထက်တောင်ပိုဆိုးနေပါတယ်ဖေဟာကျွန်တော်မျိုးတို့လည်းမနိုင်လို့လွတ်ကိုထားရတာသူကထင်တိုင်းကျင်းနေတာငါသားတော်လေးအတွက်ရင်လေးရပါတယ်ကွာငါသားတော်လေးကိုလိမ္မာရင်ကြီးလာအောင်ဘလို့များဆုံးမရမှာပါလေငါတို့ချက်ဖနိုင်ရွှေဖလားနဲ့ကြက်သားခိုင်းသူတို့ချက်ဖရှုံကြေးဖလားနဲ့ကြက်ချီတုံဟာငါ့ကိုဘာမှတ်နေလဲငါမင်းသားကွကဲကွာဟေလာကွယ်မောင်ရိုးဟေလာကွယ်မောင်ရိုးပိတ်ပိန်တီတီဒါဘယ်ကပြန်လာလဲသားတော့ဟိုနားဒီနာပြန်လာတာပါဖခမဲတော့ဟေငါသားတော့ဒီလိုဆက်ပြီးနေလို့မဖြစ်တော့ဘူးဖြစ်ပါတယ်ဖခမဲတော့ရဲ့ဒီလိုလေးနေရတာကဘဝရဲ့ရတာလေဖခမဲတော့ကဒါရီခန်းစားတတ်မှာမဟုတ်ပါဘူးလေဟဲ့ဝင်းမင်းတို့ငါသားတော်လေးကိုဝိုင်းမီဆုံးမပေးကြပါဦးပြဿနာဒိုးဘက်ကိုလှဲ့လာပြီဟဲ့မင်းသားလေးခုလိုမူးယူတောက်စားပြီးမနေနဲ့တော့ဟေးအမတ်ဆုပ်တွေငိမ့်နေကြစမ်းကိုနဲ့မဆိုင်ပဲဝင်းမပါစမ်းနဲ့ပြောမိတာကငါအမမင်းသားလေးငညိုကတက်ကြီးဝါကြီးပညာရှိအမတ်ကြီးများကိုပင်မခန့်လေးစားပြုလေတယ်ထွီဟိုနေ့ကကိစ္စတိတ်ကျေနပ်တာမဟုတ်ငါ့ကိုတရွေးနဲ့ထွေးတဲ့ဟာဒါတော့လွန်နေပြီဒီလောက်မောက်မာတဲ့မင်းသားကိုလိမ္မာလာအောင်ငါတို့လည်းမဆုံးမနိုင်ငါသားတော်ကိုတက္ကသိုလ်ပြည်ပို့ပြီးပညာသင်ပေးရရင်မကောင်းဘူးလားအမတ်ကြီးအကြံလေးပါလေးပေးကြပါဦးသူကတက္ကသိုလ်ပြည်သွားပြီးပညာမသင်ချင်ဘူးလို့စွန့်ညင်းနေပါတယ်ဖေဟာဖြစ်နိုင်ရင်ဒီတိုင်းပြည်ကဆရာများနဲ့ပဲသင်ချင်ပါတဲ့မဖြစ်သေးပါဘူးလေငါသားတော်ကြောင့်ငါအသိဆုံးဒီတိုင်းပြည်မှာဆိုဆရာအပေါ်မှာလေးစားမှာမဟုတ်ဆရာများကလည်းဘရင်သားတော်ဆိုပြီးအလိုလိုက်မှသိကြပဲကွဒါကြောင့်တက္ကသိုလ်ပြည်မှာထားဖို့ငါကိုတော်ဆုံးဖြတ်လိုက်ပါပြီနောက်ဆုံးမင်းကြီးကသားတော်အားတက္ကသိုလ်ပြည်သို့ပညာသင်ရန်လွှတ်လိုက်လေတယ်မင်းသားတစ်ပါးအသွင်ဖြစ်လွှတ်လိုက်ခြင်းမဟုတ်ပဲစင်းရဲသားတယောက်အသွင်နဲ့လွှတ်လိုက်ခြင်းဖြစ်တယ်ပညာရေးစုံမှပြန်လာခဲ့ရက်ဆက်ပါပြီဖခမဲတော်စင်းရဲသားအသွင်နဲ့ဘာကြောင့်လွှတ်လိုက်တယ်လဲဆိုတော့သူ့ရဲ့မမာနကိုချိုးနှိမ်ဖို့ပညာသင်စရိတ်လည်းမပေးလိုက်ဘူးသူကဆရာကြီးထံမှာကျွန်းခံပြီးပညာသင်ရမှာမင်းသားလေးငညိုလဲတက္ကသိုလ်ပြည်မှဒေသပေါမောက္ခဆရာကြီးထံရောက်ခဲ့လေပြီကျွန်တော်ဆရာကြီးထံမှာပညာလာသင်တာပါခမညာငါမှတပည့်အမျိုးအစား2မျိုးရှိတဲ့ကွပညာသင်စရိတ်ပေးပြီးလာသင်တဲ့တပည့်နဲ့ပညာသင်စရိတ်မပေးနိုင်တဲ့ခြေရင်အလုပ်ကျွေးတပည့်ဆိုပြီးပေါ့ကျွန်တော်မှာဆရာကြီးကိုပေးဖို့ငွေသက်ပြမပါပါဘူးခမညာဒါကြောင့်ဆရာကြီးထံမှာခြေရင်အလုပ်ကျွေးတပည့်အဖြစ်နဲ့ပညာသင်ခွင့်ပြုပါခမညာကောင်းပြီဟောဟိုမှာကြည်စမ်းဒီနေ့မှမြို့ပေါ်ရောက်လာတဲ့တောသားလေးငညိုပေါ့ဟေးတောသားလေးနေကောင်းလားကွငါ့ကိုဝိုင်းပြီးလှောင်ထားကြအောင်ပေါ့တနေ့ကျမှဒင်းတို့ရဲ့တိုင်းပြည်တွေကိုတိုက်ခိုက်ပြီးအမောက်ချေပစ်မယ်သူ့လိုတောသားကတို့လိုမင်းကြီးမင်းသားတွေနဲ့ရှင်လို့မရပါဘူးလေငါလည်းမင်းသားတစ်ပါးဆိုတာတနေ့ဒင်းတို့သိရပါစေမယ်ကျုပ်ကအရှိတိုင်းကမင်းသားကျုပ်ကလည်းအမတ်ကြီးရဲ့သားဗျဘာမှတ်နေလဲအမဲကျုပ်ကလည်းပျောဟိတ်ကြီးရဲ့သားပါနော်ဤသို့ဖြင့်ငညိုလဲဆရာကြီးထံ၌ဝစ်ကြီးဝစ်ငယ်ပြုစုရင်းပညာသင်ရတယ်ဆရာကြီးရင်နှွေးသုံးဆောင်နိုင်ပါပြီအေးထားခဲ့ငညိုရေးကျောင်းချိန်လည်းမြှောင်တက်နော်ဆရာကြီးရဲ့အဝတ်တွေအားလုံးကိုလည်းရှော့ဖို့ပြီးပါပြီအားလုံးပဲပညာကိုကြိုးစားသင်ယူကြပါချစ်တပည့်တို့ဆရာကြီးဟာညနေချမ်းအချိန်အခါမှာတပည့်များနဲ့အတူမျက်စိတ်ကိုသွား၍ရေချိုးလေးရှိတယ်တို့ဆရာတပည့်တွေပျော်ပျော်ပါရေချိုးကြတာပေါ့ကွာဒီလိုနေပြီးမှသူတို့အချင်းချင်းချစ်ကြည်ရင်းနှီးမှုပိုရလာမှာ
ဝေးပြောစရာကြီးကွာထိုမြစ်စိတ်အနီး၌အဖွားအိုတအုပ်နေထိုင်သောတဲတလုံးလေးရှိတယ်။အဖွားအိုဟာနနက်တိုင်းသူ့ရဲ့နှမ်းတွေကိုအိမ်ပြင်ထုတ်ပြီးနေလန်းနေညနေဆောင်မှပြန်သိမ်းလေးရှိတယ်။ဟေးကောင်လေးရေနှစ်ပိုင်းထိမသွားကြနဲ့ဟုတ်ကဲ့ဆရာကြီးရေချိုးပြီးအပြန်၌ငညိုကအဖွားအိုရဲ့နှမ်းတစုပ်ကိုနှိုက်၍စားလိုက်တယ်။နှမ်းတစုပ်ရော့သွားရုံနဲ့အဖွားကြီးမသိနိုင်ပါဘူး။နောက်နေ့ရေချိုးပြီးချိန်များမှလည်းငညိုကနှိုက်စားပြန်တယ်။ပြန်ချမယ်တပည့်တို့မျက်စိမှုန်နေလို့သူမြင်မှာမဟုတ်ဘူးကြာလာတော့အဖွားအိုကရိတ်စားမိလာတယ်ငါနှမ်းနေတဖြည်းဖြည်းနဲ့လျော့လာပြီဒီတစ်ခါတော့အသေးချာစောင့်ကြည့်မှဖြစ်တော့မယ်တနေ့၌ငညိုနှမ်းခိုးစားတာကိုအဖွားအိုကအမိရဖမ်းလိုက်တယ်ဟဲ့တခိုးမိပြီမပြေးနဲ့ခိုးတာမဟုတ်ပါဘူးဗျာမတော်တဆပါဟောဒီမှာလာကြပါအောင်တော့ကျုပ်နှမ်းနေခိုးစားနေလို့ဒုက္ခပဲဟေးဘာဖြစ်နေကြလဲဘာဖြစ်ရမှာလဲဒီတငယ်လေးကကျုပ်ရဲ့နှမ်းတွေကိုခိုးစားနေလို့ဟုတ်ပါမလားဗျာကျုပ်ကတက္ကသိုလ်ကတီးတာဘာမောခဆရာကြီးပါဒီကောင်လေးကကျုပ်တပည့်တက္ကသိုလ်ကျောင်းသားပညာတတ်တက္ကသိုလ်ကျောင်းသားတယောက်ကနှမ်းခိုးစားတယ်ဆိုတာမဖြစ်နိုင်ပါဘူးဖြစ်နိုင်ပါတယ်သူနှမ်းခိုးစားတာကိုကျုပ်ကိုယ်တိုင်မြင်လို့အမိရဖမ်းထားတာပါဟဲ့ငါတပည့်အဖွားပြောတာအမှန်ပဲလားငညိုလဲညင်း၍မရတဲ့အတွက်အမှန်ကိုသာဝန်ခံရတော့တယ်ယူစားမိပါတယ်ဆရာကြီးနှမ်းလေးတစ်စုပ်ယူစားမိတာကိုဘာဖြစ်မှကြာနေရပဲစီးပွားပြတ်တော့မဲ့အတိုင်းရေးကြီးခွင်ကျဲလှုပ်လုံးနေဘလောက်အယောပေးရမလဲပြောငါအယောလိုချင်လို့ပြောတာမဟုတ်ဘူးကွတက္ကသိုလ်ကျောင်းသားဖြစ်ပြီးဒီလိုလှုပ်တာကိုသဘောမကျတာပါနဲသေးလို့လားနှစ်ဆရောမယ်ဗျာကဲတော်ကြတော့ရံမဖြစ်ကြပါနဲ့အဖွားကျင်နဲ့အောင်ကျုပ်ဘာလုပ်ပေးရမလဲခင်ဗျာအထင်းကိုမရှိတဲ့ဟော်ရီတငယ်ကိုငါရှိမှဆုံးမပြမှငါကျေနပ်နိုင်မယ်ဩတပည့်မကောင်းဆရာကောင်းဆိုတဲ့စကားငါအတွက်များလားဘာပဲဖြစ်ဖြစ်ငါဘက်ကတော့မျှတသွားအောင်ဆုံးမပေးရမှာပဲအတော်ကြီးကျယ်တဲ့အဖွားကြီးပဲဟေးငါတပည့်ဒုရှာခဲ့စမ်းဟုတ်ဆရာဒီကောင်ပိုနာသွားအောင်ချိန်လုံးရှာပေးလိုက်မယ်ဒီတော့သားကိုအမြင်ကတ်နေကြာပြီဂွင်တဲ့တုံးအပီလောက်ထားမှအဖွားကိုရှေ့မှာပင်ဆရာကြီးကငညိုအားချိန်တန်ပေး၍အပြစ်ပေးလိုက်တယ်။ကဲမှတ်ပလားကွာတော်တော့ပါပြီဆရာကြီးဒီလောက်ဆိုကြုတ်လဲကျေနပ်ပါပြီနောက်တစ်ခါပိုင်ရှင်မသိပဲဘာပစ္စည်းမှမယူပါနဲ့ကလေးစေတနာနဲ့ပြောတာပါဆုံးမပြီးတဲ့အခါငညိုကဆရာကြီးအားညီရဲသောမျက်လုံးများဖြင့်ကြည့်လိုက်တယ်။နှမ်းတစုပ်အတွက်နဲ့ငါ့ပေါ်မညာမတာရိုက်ရက်လေတယ်။လှုပ်ထားနှစ်အောင်ပေါ့။ဆရာကြီးကလည်းငညိုရဲ့အကြည့်ကိုနားလေလိုက်တယ်။အော်သူငါ့ပေါ်မှာရန်ညိုးဖွဲ့ပါပေါ့လား။ငါရဲ့စေတနာကိုသူမှနားမလဲပဲ။ဟောမှာကြည့်စမ်းတော့ကနေမြို့ပေါ်တက်လာပြီးခိုးစားနေတဲ့အကောင်ပေါ့။သူ့ကြောင့်တော့နမဲပြက်ရတယ်။ဟေးငညိုဒီနေ့ရောဘာတွေခိုးစားခဲ့သေးတော့ငညိုလဲစိတ်ထဲဖြစ်ပေါ်နေသောခံပြင်းနာကြီးစိတ်ကိုကြိတ်မိတ်မျိုးသိမ်းထားလိုက်ရတယ်။ငါဖေကခဏမှားထားတာရှိတယ်။ငါသားလူမိုက်တွေနဲ့မပေါင်းနဲ့ဝေးကရှောင်ရမတဲ့ဟေတခိုးလဲလူမိုက်လဲတခိုးမင်းတို့ကောင်းနေငါ့ကိုလှောင်ထားကြအောင်ပေါ့ကွာတနေ့အကြောင်းသိမယ်။ပညာသင်ကာလကုံဆုံးခဲ့လေပြီ။ငါတပည့်များကိုတိုင်းပြည်ပြန်ရောက်တဲ့အခါတိုင်းပြည်အကျိုးဆောင်ရွက်နိုင်သူများဖြစ်ကြပါစေကွယ်ဖြစ်အောင်ကြိုးစားပါမယ်ဆရာကြီးဆရာကိုဘယ်တော့မှမမေ့ပါဘူးတနေ့ကျေးဇူးဆက်ပါမယ်ခမအေးကွယ်တာဓုတပည့်အလိမ္မာလေးကျမ်းမာချမ်းသာပါစေငညိုလဲနေရက်တို့ပြန်လေပြီတားတော့ပညာရေးစုံခဲ့ပါပြီဖခင်မဲတော့တက္ကသိုလ်ပြည်မှာအတွေ့အကြုံတွေအများကြီးရခဲ့ပါတယ်ဝမ်းသာတကွယ်ဖခင်မဲတော့လည်းအသက်ကြီးလာပြီမို့အနားယူလိုပြီထီးနှန်းစည်းစိမ်ကိုငါသားတော့လက်ထဲလွှဲခဲ့ပါပြီဒီလိုနဲ့ငညိုလဲဘာယာနတီရဲ့ဘရင်ဖြစ်ခဲ့လိမ့်ပြီတက္ကသိုလ်မှာတော့ကနှမ်းတစုပ်အတွက်နဲ့ငါ့ကိုချိန်တန်ပေးခဲ့တဲ့ဆရာကြီးကိုငါမေ့လို့မရသေးခုတော့လက်တုံပြန်ဖို့အချိန်ခါကြာရောက်လာပါပြီဆရာကြီးကိုငါတိုင်းပြည်ရောက်လာအောင်လိန်ခေါ်ပြီးတေတံပေးရမယ်တင်တို့ခုချက်ချင်းတက္ကသိုလ်ပြည်သို့သွားစီငါဆရာကိုကျေးဇူးဆက်လိုတဲ့အတွက်ဘာယာနတီကိုကြွခဲ့ဖို့တွားရောက်ခေါ်ဆောင်စီမှန်လားပါဖေ။မင်းချင်းတို့လည်းတက္ကသိုလ်ပြည်သို့သွား၍ဆရာကြီးအားခေါ်ဆောင်တယ်။ဉာဏ်ပညာကြီးမားသောဆရာကြီးကအခြေအနေကိုရိပ်စားမိတယ်။အော်ငါတပည့်ငညိုဘယင်ဖြစ်သွားတဲ့အတွက်ငါမှအတိုင်းမသိဝမ်းသာပီတိဖြစ်ရပါတယ်။ဆရာဆိုတာတပည့်ကောင်းစားတာကိုပဲမြင်ကျင်ကြတယ်မဟုတ်လား။ဒါပေမဲ့လောဆယ်ငါမှအလုပ်ကိစ္စတွေများပြားလွန်းတာမို့ဘာယာနတီကိုချက်ချင်းမလိုက်နိုင်။သင်တို့ပြန်နှစ်ကြနောက်မှငါလိုက်လာခဲ့ပါမယ်။မင်းချင်းတို့လည်းဆရာကြီးမပါပဲဘာယာနတီတို့ပြန်လာခဲ့ရတယ်။
အင်ပေါ်လီသူ့လိုတက္ကသိုလ်ဆရာကြီးကဘယ်မှာအားပါမလဲငါဘရင်ရဲ့အမိန့်ကိုတောင်ဆရာကြီးကဖီဆန်ဝင့်တော့လေနေနေအောင်ပေါ့ဒီတစ်ခါခေါ်လို့မရလေနောက်တစ်ခါခေါ်ပြီးမှတေတံပေးရမယ်မအားဘူးတဲ့ဖေဟာလောလောဆယ်ကျေးဇူးဆက်ခွင့်မရသေးရင်လေနောက်များမှကျေးဇူးဆက်ပါဖေဟာငညိုလဲမင်းစည်းစိမ်ကိုရစ်မှုတာယာခဲ့ဒီမှာနှစ်အတန်ငယ်ကြာမြင့်ခဲ့လိပြီဒါမျိုးကငယ်တုန်းခံစားမှဟေဟေတခုသောနေ့မှာဆရာကြီးဟာမထင်မှတ်ပဲငညို့ထံကိုရောက်လာလေတယ်ဒီနေ့ကတော့ကျုပ်ရှိကိုစိုက်စိုက်မိတ်မိတ်ကြီးရောက်လာခဲ့ပြီပေါ့ဘာကြောင့်ခေါ်ရရဲဆိုတာသိရလားဆရာကြီးသိပါတယ်ငါတပည့်ငါ့ကိုတတ်ဖို့ခေါ်လိုက်တာမဟုတ်လားနှမ်းတစုပ်အတွက်နဲ့ချိန်တန်ပေးခဲ့တာကိုမကျေနပ်လို့တတ်မှလေဒါဖြင့်သိမဲ့ဘေးကိုတွေးပြီးကြောက်နေပြီလားဆရာကြီးငါမကြောက်ပါဘူးမကြောက်လို့လည်းအရောက်လာခဲ့တာပေါ့နှမ်းတစုပ်အတွက်နဲ့ဘာကြောင့်ရိုက်ခဲ့ရတယ်ဆိုတာငါပြောပြပါမယ်နှမ်းတစုပ်ကိုခိုးရကနေအကျင့်ပါပြီးနောက်တော့နှမ်းတပီးနောက်တော့နှမ်းတဲ့အဲ့ဒီကနေနှမ်းခိုးယုံနဲ့အားမရလို့သူတစ်ပါးရဲ့စိန်ရွှေရတနာတွေကိုခိုးယူပါလိမ့်မယ်သူတစ်ပါးပစ္စည်းခိုးတဲ့သူကိုတိုင်းသူပြည်သားတွေကလည်းအယုံကြည်ရှိမှာမဟုတ်အဲ့လိုခိုးရင်ကတခိုးကြီးတယောက်ဖြစ်မှန်းမသိဖြစ်လာပြီးကြော်ကြားလာပါလိမ့်မယ်သူတစ်ပါးပစ္စည်းခိုးတဲ့သူကိုတိုင်းသူပြည်သားတွေကလည်းအယုံကြည်ရှိမှာမဟုတ်တိုင်းသူပြည်သားတွေကအယုံကြည်မရှိတော့ရင်ငါတပည့်လည်းဘယင်ဖြစ်လာတော့မှာမဟုတ်ခုလိုငါတပည့်ဘယင်ဖြစ်နေတာဟာလေတင်းရဲ့ဖခမဲတော်ကယုံကြည်ခဲ့လို့စိတ်ချလက်ချထီးနှမ်းပေးခဲ့တာဖြစ်ပါတယ်ဒါကြောင့်ငါတပည့်အပေါ်ချိန်တန်ပေးခဲ့တာကိုငါနောင်တမရဆရာကြီးရှင်းပြသောစကားကိုကြားမှငညိုလဲသဘောပေါက်တယ်လို့ရှိလာတယ်ငါဆရာပြောတာဟုတ်တယ်လို့ရှိတာဒါနဲ့နေပါအောင်ကျုပ်ခေါ်တော့ကဘာလို့ချက်ချင်းမလာရလဲဆရာကြီးအဲ့ဒီချိန်တုန်းကငါတပည့်ဟာဘယင်ဖြစ်ခါစားဆိုတော့ရာဇမှန်ကြွေနေတဲ့အချိန်ငါပြောပြရင်လေငါစကားကိုနားဝင်မှာမဟုတ်လို့ငါမလာတာလာခဲ့ရင်လေငါ့ကိုတတ်မှာငါ့ကိုတတ်ရင်လေငါတပည့်အပေငရဲမှာခံရပါလိမ့်မယ်ငါတပည့်ကိုငရဲမှာမကြရောက်စေလို့ခုလိုချိန်မှာငါတပည့်လေအဆိုးအကောင်အကျိုးအကြောင်းစဉ်းစားချင့်ချိန်နိုင်ပြီလို့ငါယုံကြည်ပါတယ်ဒါကြောင့်ငါလာခဲ့တာပါထိုအခါမှငညိုလေဆရာသခင်ရဲ့မေတ္တာစေတနာကိုအပြည့်အဝနားလည်သွားတယ်ကျွန်တော်မှားခဲ့ပါပြီဆရာကြီးကျွန်တော်ရဲ့အပြစ်တွေကိုခွင့်လွှတ်ပေးတော်မူပါငါတပည့်အပေါ်မှာအမြဲတမ်းခွင့်လွှတ်နားလည်ပြီးသားပါတောင်းပန်စရာမလိုပါဘူးချစ်တပည့်ငါတပည့်ခုလိုအမြင်မှန်ရတာကိုပဲငါမှဝမ်းသာလို့မဆုံးဖြစ်ရပါပြီဆရာဆိုတာတပည့်ကိုအသက်ပညာတစ်ခုတည်းသင်ပေးရတာမဟုတ်ကိုကျင့်တရားကိုပါပူးတွဲသင်ပေးမှဆရာကောင်းပြီးသားမှာပါကျွန်တော်ရဲ့ထီးနှံအမွေကိုဆရာကိုပေးလိုပါတယ်ဘယင်အဖြစ်နဲ့ဘာနတိထီးနှံကိုစိုးစံမှာတော့ဆရာကြီးထီးနှံစည်းစိမ်ကိုငါအလိုမရှိပါဘူးချစ်တဲ့ပဲဒါဖြင့်မင်းဆရာအဖြစ်နဲ့ပူဇော်လိုပါတယ်ဆရာကြီးခွင့်ပြုတော်မူပါထိုချိန်မှစတင်၍ငညိုကဆရာကြီးကိုမင်းဆရာအဖြစ်ချီးမြှင့်မြောက်စားလိုက်တယ်တိုင်းသူပြည်သားများကိုကိုယ့်ရဲ့ရင်ဝယ်သားလို့သဘောထားပြီးအုပ်ချုပ်ကွရာဇဝင်မှာစာသွင်းတဲ့မင်းတိုင်းဟာဆွန့်လွတ်အနစ်နာခံတဲ့စိတ်ဓာတ်နဲ့တိုင်းပြည်ကိုအုပ်ချုပ်လေးရှိကြတဲ့ကွယ်မင်းကောင်းတစ်ပါးဖြစ်လောင်ကြိုးစားပြလိုက်စမ်းချစ်တဲ့ပဲဘာယနတိပြည်ကြီးကရှေးကထပ်ပင်ပို၍စီပင်သားရဝါပြောခဲ့လေပြီသည်ဗုဒ္ဓဂုဏောအနန္တောအစိတ်နှင့်တူသောသုံးလောကထွထားတပညုဘုရားရှင်ဟာတာဝတိပြည်ဇေတဝင်ကျောင်းတော်မှာတရင်သုံးနေတော်မူစဉ်ခိုးသားတို့ဟာမြို့ရင်းမှပစ္စည်းဥစ္စာရတနာများကိုခိုးယူပြီးပြန်လာကြတယ်ဟော်ရီရေပြွန်လိုင်ကောင်းကနေမြို့ပြင်ကိုထွက်ကြမယ်ရှေ့အကောင်အမြန်လုပ်ပါဟနောက်ကလူတွေလိုက်လာမှမိနေပါအောင်မယ်ထို့အထဲမှတခိုးတယောက်ဟာခိုးယူလာခဲ့တဲ့ပစ္စည်းများထဲမှအချို့ကိုအခြားသူများမမြင်အောင်ပစိုးကြားထဲဝှက်ယူလိုက်တယ်ဒီကောင်လည်းမသိတော့ပါဘူးတခိုးလက်ကတဝက်လူဆိုတာငါပဲပေါ့ရှေ့အကောင်လေးလေတာနည်းနည်းလျှော့လှိုင်ကောင်းထဲမှာတိတ်နှမ်းတယ်ကွာလှိုင်ကောင်းမှတဆင့်မြို့ပြင်လေတော်သို့ရောက်လာခဲ့တယ်လွတ်ပြီကွာဟာဟာဝေစုခွဲကြမယ်အားလုံးအညီများဖြစ်စီရမယ်ဟဲ့ကောင်နေတတိထားကွလေတော်ထဲမှာဆိုတော့ငွေစိုးတွေရှိနိုင်တယ်ငွေကြိုက်ခံရလို့ကြည်သွားမှဒုခိုးလာတာလေးတွေမခံစားရပဲဖြစ်နေလိမ့်မယ်မင်းပါဇက်ပုတ်ကြီးနဲ့ပြောရော်မယ်ဖွာဟဲ့လွဲပါစီဖဲပါစီခိုးသားတို့လည်းရရှိလာတဲ့ပစ္စည်းများကိုအညီများခွဲဝေပြီးမှပြန်သွားကြတယ်ရော့ဒါမင်းအတွက်ထိုစဉ်သူဝက်လှုပ်သောခိုးသားရဲ့ပစိုးကြားမှငွေထုတ်ကအောက်သို့ပြုတ်ကျသွားသည်ကိုသူတို့အားလုံးမသိကြပေနန်းနန်းလင်းသောအခါလေသမားလဲလေထွန်ရန်ထွက်လာခဲ့တယ်အဲ့ဒီအဖြစ်ကိုဗုဒ္ဓဘုရားရှင်ကသိတော်မူတဲ့အတွက်အရှင်အာနန္ဒာနှင့်အတူလေတော်သို့ကြွချီတော်မူလာတယ်
ဩဗုဒ္ဓဖျားရှင်ငါလေတော်နာကိုကြွချီလာပါပေါ့လားကြက်တီမင်္ဂလာရှိလိုက်တာလေသမားကဖျားရှင်နဲ့တကွအရှင်အာနန္ဒာအားလက်အုပ်ချီရှင်ခိုးနေစင်ပါပဲချစ်သားအာနန္ဒာအစိတ်ကိုမြင်မာရဲ့လားမြင်ပါတယ်ဖျားရှင်ကထိုမြတာမိန်ပြီးပြန်ကြွသွားတယ်အစိတ်တဲ့ငါလေတော်ထဲမှာငွေစိုးတွေရှိနေပြီထင်တယ်ရှာကြည့်အောင်မဟောတွေ့ပြီအထုပ်တထုပ်အဲ့ဒီထုပ်ထဲမှာငွေစိုးရှိနေပြီထင်တယ်ငါကြိုက်မှလဲစိုးရသည်အရင်ဆုံးဒုံးနဲ့ထိုးကြည့်လိုက်မယ်လှုပ်တောင်မလှုပ်ပါလားငွေစိုးမဟုတ်ဘူးနဲ့တူတယ်ဖွင့်ကြည့်အောင်မဟာငွေတွေပါလားငါတော့ပွားတာပဲငါနဲ့ထိုက်လို့ငါရတာပဲဟေးနွားတွေတွားဟာမင်းတို့ငါမလိုအပ်တော့ဘူးတွားချင်တာတွားကြတော့ငါလဲထုံးစရာမလိုတော့ဘူးငါတထေးဖြစ်ပြီကွလေသမားလဲတစ်ပင်အောင်၌ငွေထုတ်ကိုပိုက်ရင်စိတ်ကူးရင်လျက်ရှိတယ်ငါတထေးဖြစ်ပြီဆိုတော့ဘာလို့ရင်ကောင်းမလဲအရင်ဆုံးမယားအချောလှလေးရွေးယူမယ်မယားဆိုတာမွေးဟောက်လို့ရှာနှစ်ခွနဲ့တူတယ်လို့သူများပြောတာကြားဘူးပါရဲ့မတော်လို့အဲ့ဒီမယားကငါ့ကိုမွေးလို့ပေါက်လိုက်မှကိုကျိုးနေရကြည့်မိမမယူပဲငါစားချင်တာနေတိုင်းဝယ်စားရရင်လဲကောင်းတာပဲလေဘဲကင်ကြက်ကင်ဝတ်သားပေါင်းအဲ့လိုစားနေရင်အစာမကြေဖြစ်မှလဲစိုးရသေးတကူဗျလေသမားရဲ့စိတ်ကူးရင်အိမ်မက်များကိုစူညံသောအတန်များကဖျက်ဆီးလိုက်တယ်ရှားစားဟေးရှားစားဟာဒီနားမှာပဲရှိနိုင်တယ်ခြေရာတွေကဒီနားလေးမှာပျောက်သွားတာဟေးမင်းလက်ထဲကဘာထုတ်ကြည့်လဲငွေထုတ်ပေါ့ဗျဘသူငွေထုတ်လဲကျုပ်လက်ထဲရှိနေမှာတော့ကျုပ်ငွေထုတ်ပေါ့ဗျာဟေးဟေးပြစမ်းဟာဟုတ်တယ်ဒါကျုပ်တို့ပျောက်သွားတဲ့ရတနာတွေပဲဟဲ့ကောင်တခိုးမိပြီမပြေးနဲ့ဗျာရှာဖွေသူများကလေသမားကိုဖမ်းပြီးမြို့ဝင်မင်းထံအပ်လိုက်တယ်ဒီငွေထုတ်ကိုမောင်မင်းခိုးသလားကျွန်တော်မျိုးမခိုးပါဘူးခမညာလက်ပူးလက်ချက်မိတာတော့ညင်းကျင်သေးတယ်ဝင်မခံမချင်းကြိမ်တန်ပေးစီအောင်မလီကျုပ်မခိုးပါဘူးဗျအစိတ်ကိုမှငါကင်ခဲ့မိလေချင်းဗုဒ္ဓကပြင်းစွာသောအစိတ်ကိုမြင်မာရဲ့လားတဲ့အရှင်အာနန္ဒာကမြင်ပါတယ်ဖေဟာတဲ့ဗုဒ္ဓကပြင်းစွာသောအစိတ်ကိုမြင်မာရဲ့လားတဲ့အရှင်အာနန္ဒာကမြင်ပါတယ်ဖေဟာတဲ့ဟဲ့ကောင်မင်းရဲ့ငိုချင်းကထူးဆန်းလာပါလားဗုဒ္ဓနဲ့အရှင်အာနန္ဒာကိုတောင်ခိုးမှုတွေကိုစွဲထည့်အောင်မလို့လားဘာအဓိပ္ပာယ်နဲ့အဲ့လိုငိုရတယ်ဆိုတာငါ့ကိုပြောစမ်းဒီတိုင်းတော့မပြောနိုင်ပါဘရင်ထံရောက်မှပြောပါမယ်ခမညာထိုအမှုဟာမင်းကြီးထံရောက်လာပြန်တယ်ဘာအဓိပ္ပာယ်လဲဆိုတာတတော်ဦးတင်ဆန်းဟဲ့မှန်လားပါဒီနေ့မနက်စောစောကျွန်တော်မျိုးဟာလေထုံမို့အတွက်လေရောကိုအသွားဗုဒ္ဓနဲ့အရှင်အာနန္ဒာကိုတွေ့ခဲ့ပါတယ်ဗုဒ္ဓကပြင်းစွာသောအစိတ်ကိုမြင်ရဲ့လားလို့မေးတဲ့အခါအရှင်အာနန္ဒာကမြင်ပါတယ်လို့ဖြေဆိုခဲ့ပါတယ်ဗုဒ္ဓပြောတဲ့အစိတ်ဆိုတာငွေထုတ်ကြီးဖြစ်နေပါတယ်အဲ့ဒီငွေထုတ်ကမွေစိတ်ထက်တောင်ပိုပြီးပြင်းနေပါတယ်ဖေဟာကျွန်တော်မျိုးလျှောက်တင်သမျှဟာအမှန်တွေဖြစ်ပါတယ်တေချာစီစစ်တော်မူပါဖေဟာမင်းကြီးကထိုအမှုကိုဆိုင်းငံ့၍လေသမားကိုခေါ်ကာဗုဒ္ဓထံကိုဖူးမြော်လေတယ်မနက်စောစောလောကကိုကြည်တော်မူတဲ့အခါလေထုံယောက်ျားကိုငါဖေဟာမြင်တော်မူပါတယ်သူဟာအစိတ်နဲ့တူတဲ့ငွေထုတ်ကိုကင်မိမှာမို့ငါဖေဟာသူ့ထံကြွခြင်းဖြစ်ပါတယ်သူဟာငွေထုတ်ကိုခိုးသူမဟုတ်ပါဒါကြောင့်ပြင်းစွာသောအစိတ်ကိုမြင်ပါရဲ့လားလို့ငါဖေဟာမိန့်တော်မူခြင်းဖြစ်ပါတယ်တော်ပါသေးရဲ့အပြစ်မဲ့တဲ့လေသမားကိုငါပြစ်ဒဏ်ပေးမိတော့မလို့ခုတော့ဗုဒ္ဓရဲ့ဂုဏ်ကျေးဇူးတော်ကြောင့်အဖြစ်မှန်ကိုသိခဲ့ရပါပြီဗုဒ္ဓဖျားရှင်ကဆက်လက်၍တရားဟောတော်မူတယ်အကျဉ်သို့သောအမှုကိုပြုပြီးနောက်ထပ်တဖန်ပူပန်ရ၏မျက်ရည်ယိုစီးငိုကြွေးရ၏ထို့သောအမှု၏ခံစားရသောအမှုကိုပြုခြင်းသည်မကောင်းထိုအမှုကိုမပြုခြင်းအပ်ပေဒေသနာတော်အဆုံးမှာလေသမားနှင့်တကွမင်းပရိသတ်အပေါင်းတို့သည်တောတာပန္တိဘို၌တည်ကြလေကုန်သတည်း